2019-2018 ခုနှစ်အတွက် Executive Committee Member များအတည်ပြုပေးပါတော့ဥက္ကဋ္ဌဦးစိုးတင်အားကျေးဇူးအထူးတင်ရှိပါတယ်ရှင်။အခမ်းအနားအစီအစဉ်9အရာ SMCS အသင်းကြီးရဲ့2016-2019 AGM အမှတ်တရအထူးစီစဉ်အဖြစ်ဖိတ်ကြားထားသောနိုင်ငံကျော်စာရေးဆရာကြီးများရဲ့စာပေဟောပြောပွဲအစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ရှင်။ပထမဦးစွာအာယုံကြိုကောင်းစဉ်နဲ့ဟောပြောပေးပါမယ်ဆရာမောင်စိန်ဝင်းပတိကုန်းအားစင်မြင့်ထက်တို့လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ကျွန်တော်ဘာမှမလုပ်ဘူးအားလုံးမင်္ဂလာပါဗျာနည်းနည်းကျွန်တော်တို့နိုင်ငံနဲ့နည်းနည်းကွာတော့နည်းနည်းအံ့ဩသွားတာပေါ့နော်ဘာလို့ဆိုကျွန်တော်ရောက်ထားတဲ့တန်းခေါ်လိုက်တော့ကျွန်တော်တို့စီမှာတော့မိတ်ဆက်ပြီးတော့နော်ကျွန်တော် biography ကိုမိတ်ဆက်ပြီးတယ်ဒီမှာတော့မိတ်ဆက်မပြီးတော့နည်းနည်းကြောင်းတောင်းလေးဖြစ်သွားတာပေါ့နော်ဒီလောက်မြန်မြန်ကြီးနေရာရမယ်လို့မထင်လိုက်ဘူးပေါ့စင်ကာပူကဒါကျွန်တော်တို့ခြုံပြောမယ်ဆိုရင်အင်ဂျင်နီယာများပေါ့နော်အင်ဂျင်နီယာများ OCP လုပ်တယ်ဆိုတော့မိသားစုပေါ့ကျွန်တော်တို့မိသားစုဆိုတော့ကျွန်တော်ကကြောင်းပြောလို့ရှိရင်ခုန biography မဖတ်တော့နော်ကျွန်တော်က66မှာကြောင်းရောက်တယ်ဗျ mechanic ပါ66ကြောင်းရောက်ပြီးတော့6နှစ်တက်မယ်ကြောင်းကိုကျွန်တော်9နှစ်တက်ပါတယ်9နှစ်တက်တော့နည်းနည်းစာကြည့်တော့ဗျအဲ့ဒါ85မှာဘွဲရပါတယ်ဒီမှာတော့အကျက်ချက်မပြောတော့ပါဘူးကျွန်တော်ကအင်ဂျင်နီယာဆက်လုပ်နေရင်လည်းသူ့လိုကိုလိုအင်ဂျင်နီယာပဲဖြစ်ပါဗျဘာလို့လဲဆိုတော့ကျွန်တော်ဝါသနာမပါတော့ဘာလို့မပါဘဲနဲ့တက်လဲကွာဆိုတော့ခါတိုင်းတော့ပြည်တွင်းမှာတော့ကျွန်တော်အကျက်ချက်ပြောပါတယ်ဒီမှာတော့အတူချုပ်ပဲပြောမယ်ကျွန်တော်ကကိုရန်နဲ့မှာဆရာတက်ဆိုဖုန်းနိုင်ရဲ့တကယ်ချင်းလိုပဲဆက်ခေါ်မိခိုင်အောင်တော့ဖတ်လိုက်တာပဲအဲ့မှာဒုက္ခရောက်တော့တာပဲဒုက္ခရောက်တယ်ဆိုအဲ့မှာအားလုံးသိပါတယ်ဒီထားစာဖတ်တယ်လို့ဆိုခိုင်တဲ့မောင်တို့ရဲ့ဘောမှာမူကနော်နှလွာပေါင်းမှတရွက်ဖြစ်တဲ့ဆိုတော့ရွက်နဲ့ဘောကမျိုးမို့ဆိုမလေးကျမတွေပါဖိပြီးတော့အဲ့မှာမြင်းတွေပါတားပြီးတော့ဆိုတော့ရွက်ကိုအဲ့တွေကသဘောကျရည်သားစာပေးရင်လည်းပဲဆိုတော့ရွက်တွေပါခူးပြီးတော့ဖျောင်းတွေပါနဲ့တိုက်ပြီးတော့ဒီဘက်ကကိုယ်နာမည်ဒီဘက်ကကောင်မလေးတော့နာမည်ပေါ့နော်အဲ့လိုပေးတာဗျပင်ဆယ်လားအောင်တော့အမှန်လည်းပြောလို့ရှိရင်တော့အမှတ်ကတဲ့တဲ့နေရာသွားလို့ရတယ်အမှတ်ကျွန်တော်တို့ခက်က IL လေးဗျ IL ခက်အဲ့တော့ကျွန်တော်ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာရန်ကုန်ပထမဆုံးစရောက်ဖူးတာဗျအဲ့တော့ကျွန်တော်တယောက်တည်းပတ်စံလည်းအိမ်တောင်းစံမလို့ဗျအဲ့တော့ဘာလို့ဆိုတော့ Content Scholarship အောင်တော့တစ်လ30ရတယ်ဗျအဲ့ခက်ကအဲ့ပတ်စံလေးစုတာပတ်စံရှိတော့ဗောနော်လာပြီးတော့ရွှေကုံဖျားမရောက်ဘူးကျွန်တော်အားတိုင်းဒီသွားကြည့်တာယူတော့တာဗောနော်အဲ့ဆိုတော့ရောဆိုတာယူတော့ချွတ်ယူပြီးတော့မှရှောက်လိုက်တယ်ဗျစုံတက်ကတော့ဆိုမေဂျာတွေအဲ့မှာအများကြီးပဲကျွန်တော်ခါမကြဘူးဒါတွေနော်ကျွန်တော်ကျိုးဝင်အောင်တာဗျတော့အောင်တာဗောနော်အဲ့တော့စက်မှုတက်ကတော့ဖြစ်တဲ့အတွက်မေဂျာရွေးတာစက်မှုကွာဒါပဲရွေးလိုက်တယ်နောက်ဒုတိယတတိယတွေရွေးခိုင်းတယ်ကျွန်တော်ဘာမှမရွေးဘူးဒါပဲရရနေကွာဆိုရတယ်ဗျဒါတော့ကျွန်တော်တို့ကပြောမယ်ဆိုလို့ရှိရင်တော့RND ရောက်ပြီးတော့ကျွန်တော်တို့တွဲခဲ့တဲ့ပေါင်းခဲ့သင်ခဲ့တဲ့တငယ်ချင်းတွေထဲမှာဆက်ရှာပါဘွဲရတာ2ယောက်ပဲရှိပါတယ်ကျွန်တော်9ယောက်လောက်တွဲတယ်ငတိုးတို့ပါတယ်ငတိုးခင်မောင်တိုးနော်ခင်မောင်တိုးပါမယ်ကျွန်တော်စိမ့်ဘက်အတူနော်ဒီကောင်ကRND ကအောက်တော့ GTI ရောက်သွားတယ်ဗျ GTI ဖြည့်ပြီး GTI ဖြည့်တော့လည်းပဲအောက်တယ်ဗျနှခါအောက်ပြီးတော့တခါစာရေးစာဥတွေပါတယ်အဲ့မှာလည်းဘွဲ့မြောက်ဗျမရတာနဲ့ပဲတချင်းတွေပါတယ်ဆိုလို့အောင်မြင်သွားပါဗျအဆိုတော့ဖြစ်တော့မှစာရေးစာဥပြန်လုပ်ပြီးတော့ဘွဲ့လေးတော့ရသွားတယ်အဲ့တော့ဒီရောက်တော့နော်ဒီမှာတွင်ထွေကြိုတယ်မကောက်တကဘာလုံးမှာဖယ်သွားစင်ကာပူဟာနှွေးထွေဆုံးမှာပဲဘာဖြစ်လဲဆိုတော့လေစိတ်မှာဟိုကျွန်တော်နှွေးထွေနဲ့ခေါ်ပြီးတော့အဲ့ခံပါတယ်ဒီလူဝင်မှုကြီးကြပ်ရေးကအနိုင်ဝက်လောက်ကြာပါတယ်။ကျန်တဲ့လူမပါဘူး။အော်ဒီဘက်ဆိုရင်ကိုဘီကျဲတောင်မှဂျာတို့ကြာသွားပြီသူမပါတော့ဘူး။ကျွန်တော်တယောက်တည်းပဲအစင်လာမပြက်ကျွန်တော်ကိုခေါ်ပြီးတော့နွေထွေအခါတော့ဒီတစ်ပတ်ကဗျထူးခြားတော့စကားသိမ့်မပြောလဲရအောင်
ဟောကျွန်တော်စဉ်းစားတယ်တစ်လတစ်ခေါက်လောက်မဲ့စင်ကာပူလာလို့ရှိရင်ကျွန်တော်အင်္ဂလိပ်စကားတော်တော်ပြောတတ်မယ်ဘာပြောလဲဆိုတော့ဗျာဟိုမင်းဆိုင်စားဆိုဘယ်လိုတက်သေးပြမလဲလို့ပါတယ်အဲ့မိကုံမျိုးဗျာသူ့ကျွန်တော်ကြပြရွတ်ပြလို့လည်းမရဘာလို့ဘာအမှန်းမသိအဲ့တော့နောက်ဆုံးတော့ကျွန်တော်ကပြောလိုက်တယ်အေးမင်းငါကြပြဆရာမသိချင်မင်းမြန်မာတန်ရုံးကိုလှမ်းမေးလိုက်တမ်းမေးလိုက်လို့ငါနာမည် तू မသိဘူးဆိုရင်ငါအခုပြန်မယ်ဆိုတော့တကယ်မေးတာဗျာတကယ်လှမ်းမေးကန်ကောင်းတော့ဗောနော်ကိုသိတဲ့သူနဲ့တိုးနေလို့ကန်ကောင်းဟာဘယ်ကောင်လဲမသိဘူးဆိုရင်အဲ့ဒါပြဿနာခင်ဗျာဟိုသိကြတာလဲဗျာ30ပတ်လေပေါ့နော်30ပတ်လေကလေးတွေမသိဘူးဗျာကျွန်တော်ဟာမောင်ဆန်းပရိကုန်းဆိုတာဘေရင်ဟောလာတော့ပါလို့ဆိုဟို40အထက်ကတော့နည်းနည်းသိတာပေါ့ဗျာဘာလို့လဲဆိုတော့အဲ့ခက်ကသူတို့လည်းကျွန်တော်နဲ့မလွတ်ဘူးဗျာကြီးစားစားကျွန်တော်ကြပြတယ်ကိုရေးတာအဲ့တော့အဲ့လောက်ထိက okay တယ်အခုတစ်ခါကျတော့ကျွန်တော်ကအကူကြီးတောင်းတယ်ကျွန်တော် invitation letter တွေပါပြီးပါညာဆိုတော့ဒီအပြည့်စုံလုပ်ပေးလိုက်တယ်ဗျာပြည့်စုံလုပ်ပြီးတော့ तू အဲ့ဒါကြည့်ပြီးကျွန်တော်မေးစရာဘာမှမရှိတော့မရှိတော့မင်းခဏထိုင်အောင်လဲဆို तू ကျွန်တော် passport ကိုယူပြီးတော့ဘာတွေလုံးမှမသိဘူးအဲ့ဒါနိုင်ရွက်ကြတယ်ပြီးရင်ကျွန်တော်လက်မှတ်တွေနှိပ်ပြီးဒီထဲဝင်လာဘယ်လောက်နေထွေးလဲနော်အင်မတန်ကောင်းပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ကအာယုံကြိုဆက်ကောင်းစဉ်ကိုပေးထားအာယုံကြိုဆက်ကောင်းစဉ်ကိုဘာလို့ပေးတာလဲဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဒီမိုကရေစီအာယုံဦးလို့ကျွန်တော်ထင်ပါတယ်နော်အဲ့ဒါကိုကြိုတဲ့အနေနဲ့နော်အဲ့ဒါလေးကျွန်တော်ပြောကြည့်ခြင်းတယ်အဲ့တော့အဲ့ဒါမပြောခင်မှာလွတ်လပ်ရပြီကစားကျွန်တော်တို့ပြည်သူတွေဖြစ်ခဲ့ရတဲ့အကြောက်တရားပေါ့နော်ဖြစ်ခဲ့ရတယ်အဲ့ဒါလေးကိုကျွန်တော်များသောအားဖြင့်တော့စာအုပ်ထဲပဲကျွန်တော်ပြောပါတယ်အခုတော်တော်များများကကျွန်တော်တို့စာရေးဆက်များကိုစာရေးဆက်တွေစင်မော်ရောက်လာလို့ရှိရင်နိုင်ငံရေးတွေပဲရှောက်ပြောတယ်နောက်ပြီးတော့ဟိုစာတဲ့ပေတွေကမပါဘူးလို့ပြောကြတယ်ဗျအဲ့တော့နိုင်ငံရေးပြောတယ်ဆိုတာစာပေတွေကပြောရင်လည်းပဲစာပေတွေမှာနိုင်ငံရေးတွေအများကြီးကျွန်တော်တို့ကစာပေဆိုတာကဒီခစ်ကရက်ခတ်တဲ့အရိုက်ခတ်တွေအဲ့ဒါတွေထင်ကြံခဲ့တာဗျဒီတိုင်းကြီးမှမဟုတ်တာကြီးကိုတော့ပတ်ဝန်းကျင်ကရိုက်ခတ်ထားတယ်အမှ maybe ချစ်ကြပြတော့မှပဲခန့်ချစ်သူမရှိဘဲနဲ့ချစ်ကြပြရေးမရအောင်သိကြတယ်ဟိုနှစ်ယောက်မရှိရင်တော့ဗျာကိုကတော့တယောက်ကိုချစ်ပါမချစ်ဘဲနဲ့ blind အဲ့ဒါဆိုရင်အသက်မပါဘူးဗျာအသက်မပါဘူးရည်သားမထားဘူးပဲနဲ့ဗျာကွန်မလေးသပင်ကင်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ကလုံးလုံးမရဘူး तू မှမကင်ဘူးလားနော်ဘတ်စကာတိုးစီဖို့ပဲရှိတယ်ဘတ်စကာပေါ်မှာကန်ကြည့်မှာပဲရမရအောင်ဒါမှဆိုရင်အဲ့တော့ပြောချင်တာဟိုစာပေထဲမှာနော်ကျွန်တော်တို့ခစ်ကိုထင်ဟတ်တာတယ်အများကြီးပါပါတယ်အဲ့ထဲကနေပြီးတော့ကျွန်တော်ထုံးလို့ပြောပါမယ်ဒီမှာအခုဖြစ်နေတာကျွန်တော်တို့နိုင်ငံမှာအကြောက်တရားပေါ့ဗျာနော်ဒီအကြောက်တရားတော်တော်ဆိုးဆိုးဝါးဝါးကြီးကိုဖြစ်နေတယ်ဗျဖြစ်နေတော့ဒီမှာရှိတဲ့စောစောကပဲကျွန်တော်ဆက်ဝင်မှာလှုပ်တော့ကျွန်တော် SAE ကျွန်တော်တပည့်လေးတယောက်သူဖုန်းလမ်းဆက်လို့ကျွန်တော်ဆက်ဝင်မှာကျွန်တော်နဲ့ဒီ engineer လုပ်ခဲ့တဲ့ဆရာဦးထွန်းအောင်လင်းဆရာရှိတယ်ဒီမှာ online မှာတွေ့မှာပေါ့နော်တကုံမျိုးတွေမှာဓာတ်ထိုင်တာ9ချက်နဲ့သေးတယ်အဲ့ဒါ engineer ပါ mechanical engineer ပါသူက86လောက်မှာထင်တယ်86လောက်မှာကျွန်တော်နဲ့အလုပ်ထွက်ပြီးတော့သင်မောလိုက်တယ်လိုက်ပြီးပြန်လာပြီးတော့အလုံးအေးတာဗျာဟိုအေးတာဆိုအရက်လည်းမတော့ဘူးဆက်လေးလည်းမတော့ဘူးဗျာလူအေးဘာလို့မြန်သူ့လိုလူမျိုးเนาะကျွန်တော်ဓာတ်နဲ့ထိုးတယ်ဆိုတော်သေးတယ်เนาะနည်းနည်းဟိုကျွန်တော်ကိစ္စတွေနဲ့ကျွန်တော်လည်းဟာဒီကောင်နိုင်ငံရေးတွေပြောလို့ဘာဖြစ်လို့ညာဖြစ်လို့ဆိုထားလိုက်တော့ဒီလောက်အေးတယ်သူပေါ့ဗျာတကားဖွင့်ပြီးအဲ့သူ့မျိုးသမီးနဲ့နှစ်ယောက်ထဲနေတာသူ့သမီးနှစ်ယောက်ကဒီမှာလို့ပြောတယ်အဲ့ဟာကိုဗျာသူ့မျိုးသမီးကလူစိမ်းလာတကားမဖွင့်နဲ့လို့ပြောတယ်ဖွင့်ပေးလိုက်တယ်အဲ့ဒါ9ချက်နဲ့သေးတယ်ပြောချင်တာအကြောက်တရားနော်အကြောက်တရားတွေရှိတယ်အဲ့တော့အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးပါမယ်အခုကျွန်တော်စင်မောတော့မဟုတ်ဘူးဗျာဘယ်လိုပြောမလဲဆိုမိုက်ရှေပေါ့ဗျာနော်ကျွန်တော်တို့ကအကျဉ်းပါနေစင်မောရောက်တယ်ဆိုတော့ကျွန်တော်တို့ကစင်မောခဏရောက်တာပေါ့ဟောပြောကညတိုင်းတက်နေတာပါလားစင်နဲ့ဗျာဒီလို level မဟုတ်ဘူးဆိုတော့အဲ့ဒါမှရေတွေကြေးကြေနေတာဗျာစင်မောအများနဲ့တက်ပြီးတော့ဟိုဇာတာကြလူကတော့ညတိုင်းစင်မောရောက်အောင်တကယ်ဘဝမှာじゃစင်မောမရောက်ဘူးပေါ့ဗျာအဲ့တော့အခု2နာရီပဲထားလိုက်ပါတော့နော်2နာရီလားမသိဘူးကျွန်တော်အချိန်ပဲချိန်ထိရတယ်3နာရီခွဲအဲ့လောက်များကြီးတော့မနေပါဘူးဗျာဘာလို့ဆိုတော့ခင်ဗျားတို့အမြင့်မှာမဟုတ်တယ်ကြီးအမြင့်ဆိုတော့နည်းနည်းလေးနော်အဲ့တော့ဟိုအခြေခံပြောမယ်ဆိုရင်ဗျာဒါလေးလည်းနည်းနည်းတော့ထည့်ပြောခြင်းတယ်ဒီမှာတော့မသိဘူးကျွန်တော်တို့နိုင်ငံမှာအဓိကစာဖတ်ရမ်းကြတယ်ဗျာစာမဖတ်ဘူးဟိုစာမဖတ်တာက
ဂျန်ကုန်မှာလည်းမဖတ်ဘူးဗျဟိုမှာလည်းမဖတ်ဘူးကြွာသွားလည်းမဖတ်ဘူးဘယ်မှစာမဖတ်ဘူးစာမဖတ်တော့လူကြီးတွေကတော့ဘာပြောလဲဆိုတော့မဖတ်ဘူးတဲ့ကလေးတွေကဖတ်ထားတဲ့ပုတ်တာကိုဝါသနာပါနေလိုက်ပေါ့နေပေါ့ဗျအဲ့ဒါမမှန်ဘူးဗျဘာလို့မမှန်လဲဆိုတော့ကျွန်တော်တို့ဟိုဥမာညောင်ဦးလို့ပါတော့ခဏသွားရတယ်ဗျအဲ့ရနေပြီးတော့ဟို transit ပေါ့နော်ဟိုတခြားရွာတွေပဲသွားတော့အဲ့မှာလင်းပေါ်မှာဗျနိုင်ငံသားတွေတွေ့လို့ရှိရင်80%စောက်တော့စီတယ်အဲ့တော့စဉ်းစားကြကောင်းတာအဲ့လူတွေစီမှာကျွန်တော်တို့တဲ့စောပြီးတော့ internet တွေဒါတွေထုံးကားတာဘာလို့သူတို့စာဖတ်တာလဲဆိုတော့ဒါကြီးပေါ်လာလို့စာမဖတ်ဘူးဆိုတော့မဟုတ်ဘူးစာဖတ်เสียမရှိလို့စာမဖတ်လို့ဒီဟာအစားဝင်သွားတာဗျအဲ့လိုပဲကျွန်တော်မှတ်ချက်ချအဲ့မှတ်ချက်ကိုအထောက်အကူပြုတာလေကျွန်တော်ပြောပြမယ်1852ဗျ1852ကျွန်တော်တို့မြန်မာနိုင်ငံကိုဒုတိယအကြိမ်အင်္ဂလိပ်ဝင်ပြီးတိုက်တဲ့အချိန်အဲ့ဒီအချိန်မှာအင်္ဂလိပ်တွေစာမဖတ်တော့ဘူးအင်္ဂလိပ်တွေနေစချက်တာစာဖတ်လို့ချက်တာစာဖတ်တော့သိတယ်ဗျဒီအင်ဒိုနီးရှားမှာဆိုရင်သစ်မှုတွေထွက်တယ်ကျွန်တော်တို့နိုင်ငံမှာဘယ်နှပထမများထွက်တယ်ဘယ်နှကျန်လန်ထွက်တယ်အဲ့ဒါသိလို့လူချင်းလို့နေချက်တဲ့အချိန်မှာစာမဖတ်ဘူးအဲ့စာမဖတ်တဲ့အချိန်မှာသူတို့နိုင်ငံကစာပေပညာရှင်ဗျဂျွန်ရက်စကင်းနဲ့အဲ့ဂျွန်ရက်စကင်းကနေပြီးမှတ်ချက်ပေးတယ်။ဘာဖြစ်လဲဆိုတော့မင်းတို့အင်္ဂလိပ်တွေစာမဖတ်တော့ဘူးတဲ့။ဘာလို့မဖတ်လဲဆိုတော့အတူတူပြောမယ်ဆိုရင်တော့မင်းတို့စီဝဲတောင်းချမ်းနေတယ်တဲ့။ဟိုလောဘစောတွေတိုက်နေတယ်ဗောနော်ကျွန်တော်တို့ဒီနားလဲစကားနဲ့ပြောရင်အဲ့ဒါတွေသူပြောတယ်ဗျ။ပြောပြီးတော့အဲ့ထဲမှာဗျသူရေးပြတဲ့အချက်တွေတော်တော်များကျွန်တော်တို့နိုင်ငံစစ်ဆိုးကလက်ထက်ကအချက်တွေနဲ့အရန်တူဟိုတစ်ချက်တည်းကျွန်တော်ပြောပြမယ်နော်ဟိုကျွန်တော်ဝင်ဟောတဲ့အထက်မရောက်ခဲနေမှာဆိုလို့အဲ့ဒါကြီးတော့စိတ်ဝင်စားတော့ကောင်းတယ်မင်းတို့အင်္ဂလိပ်တွေတဲ့သူများနိုင်ငံသားနေချက်နေတယ်ပြည်တွင်းထဲမှာကြတော့တဲ့ဖြစ်ချင်တာဖြစ်နေတယ်တဲ့တက်ကြားစီ6လုံးခိုးတာကိုမင်းတို့1020ချတယ်တဲ့ကျွန်တော်အဲ့ဒါဖတ်လိုက်တဲ့အခါမှာကိုပေါ်တော့65နှစ်တွေပါတယ်ခေါင်းလဲဝင်လာတယ်မတူဘူးလားကဲအဲ့ဒါမျိုးပေါ့နော်ဟိုတရားဥပဒေစိုးမိုးမှုမရှိတော့ဘူးဗျာအဲ့ဒါကိုပြောချင်တာအဲ့ဒီနောက်ဆုံးမှတော့ဗာမှတ်ချက်ပေးလိုက်လေဆိုတော့အဲ့ဒီမှတ်ချက်ကိုကျွန်တော်ပြောချင်တာကမ္ဘာပေါ်မှာတဲ့ဘယ်နိုင်ငံမဆိုခစ်ပြက်နေစာမဖတ်တော့အဲ့ဒါကျွန်တော်နိုင်ငံကလေးတွေစာမဖတ်တာကျွန်တော်ပြောချင်တဲ့မှတ်ချက်ကကျွန်တော်တို့ခစ်ပြက်ကိုဖြတ်သန်းခစ်ပြက်လို့ကျွန်တော်စာမဖတ်အဲ့တော့ခစ်ကောင်းရင်စာပြန်ဖတ်လိုက်မယ်အဲ့တော့ကိုတင်းတဲ့ဆိုတော့ကိုကောင်းမယ်လို့ယုံကြည်တာပေါ့နော်အဲ့တော့ခစ်ကကောင်းလာလိမ့်မယ်ကောင်းလာရင်စာပြန်ဖတ်လိုက်မယ်ဒီမှာလဲတခုရှိတယ်ဗျအဲ့ကျွန်တော်ပြောတဲ့ kit ဆိုတာတခါတော့ကျွန်တော် interview တစ်ခုလုပ်တယ်ဗျမိုက်ထိုးပေးတာပေါ့ဗျာထိုးပေးပြီးတော့ဟိုသူ့စီကံပါလဲဆိုတော့လိုတိုရှင်တခွန်းနဲ့ပဲဖြစ်ဟိုကျွန်တော်တို့ဒီလိုဟောပြောဝဲလို့ဝေ့ဝိုက်ပြီးတော့ရှာမရှင်နဲ့ပေါ့ဗျာပြောချင်တာနော်တခွန်းနဲ့ပဲဖြစ်သူကမေးတယ်ဗျဗာမေးတယ်ဆိုတော့ဆရာတို့တက်သူကျောင်းသူကျောင်းသားတွေတော့လို့တဲ့ဒီ kit တက်သူကျောင်းသူကျောင်းသားတွေဘာလို့ဆာမဖတ်တာလဲတဲ့အဲ့ဒါကိုတဲ့ဖြစ်ပေါ့ဗျာဟိုဝေ့ဝိုက်ပြီးတွတ်တယ်ပဲမလုံနဲ့ပေါ့နော်အဲ့တော့ကျွန်တော်လည်းပြောလိုက်တယ်တက္ကသိုလ်တွေ level နဲ့ရောက်တဲ့နေရာစပြီးတက္ကသိုလ်ကျောင်းသားတွေစံဖတ်ဘူးလို့ကျွန်တော်ပြောလိုက်တယ်ဗျပြောလိုက်တော့ဒါကျွန်တော်ပြောချင်တာနောက်ကဟာတွေသူကဆက်မပြောနဲ့ဆိုလို့ကျွန်တော်မပြောတာဗျအဲကျွန်တော်ပြောချင်တာအဲ့ဒါခစ်ဗျခစ်မတူကျွန်တော်ခစ်တာတစ်ဗျတက္ကသိုလ်တွေဘေးမှာဘာတွေရှိလဲဒါအားလုံးသိတဲ့အတိုင်းပဲเนาะစောက်ဆိုင်တွေရှိတယ်ဗျစကြည့်တိုက်တွေရှိတယ်လက်တကမ်းမှာစာပေနဲ့ပတ်သက်ကျွန်တော်လောလောကူရှိတယ်ပေါ့เนาะအခုခေတ်ခဏလက်ကွင်းနဲ့တက္ကသိုလ်ရှိမှာခဏတို့နိုင်ငံသားရောက်နေလို့သိကြမှာသိမယ်သိကြတယ်သိမှာပါဘာရှိလဲဆိုတော့အများစုရှိတာဘီယာဆိုင်နဲ့တဲခိုကန်ဘယ်တက်ဆိုကျောင်းသူကျောင်းသားဘီယာဆိုင်ဝင်ပြီးတော့စာမဖတ်ဘူးတဲခိုကန်နဲ့ဝင်ပြီးတော့စာလေးတော့တော့ဖတ်လိုက်အောင်မဘလူးမလုပ်ဘူးဗျာဟာအဲ့တော့ပြောချင်တာကတက်ဆိုဝင်ကြည့်မတူဘူးခက်ကနော်နံပါတ်1ပတ်စံအသုံးခဏမတူဘူးကျွန်တော်တို့က63ချက်သွင်းလိုက်လို့ရှိရင်တစ်လအေးစေးစားလို့တော့လို့ရတယ်နော်နောက်ကျောင်းလာက15ချက်ကျန်တာကဟိုအဆောင်ချင်းနဲ့နေကားနဲ့စားခโอเคနေပြီเนาะအဲ့တော့စောက်တော့2ချက်ဗျအမြင့်ဆုံးပေါ့เนาะနောက်ငမ်းမှုတန်ရှိတယ်တစ်ချက်တန်ရှိတယ်ပြောချင်တာပတ်စံရဲ့အသုံးခံမှုနံပါတ်2ကနံပါတ်3ကအချိန်ကျွန်တော်တို့4နာရီဆိုရင်เนาะ first second ရကျွန်တော်တို့ကဟိုဂျိုးကုန်းမှာမနေရသေးခင်တောင်မှเนาะ ferry နဲ့အသွားပြန်ဘာမှမပင်ပန်းဘူးအဲ့တော့ကျွန်တော်တို့ကအချိန်နေပို့တယ်ပို့တဲ့အတွက်စဖတ်မလားအားကစားလုပ်မလားအဲ့တော့ဒီခေတ်တက်သူကျောင်းသူကျောင်းသားတွေအဲ့3ချက်လုံးကျွန်တော်ခင်နေမတူဘူးပြောနေတာခစ်ကြောင့်ကလေးတွေစံဖတ်ဖြစ်ဘူးအဲ့တော့ခစ်ကောင်းတော့မယ်ဆိုရင်တော့စဖတ်ဖို့နော်သူတို့မှာအစင်သင့်ဖြစ်လိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်အဲ့ဒီအတွက်ဟောပြောပွဲတွေမှာများသောအားဖြင့်ကျွန်တော်တို့ဟောလို့ရှိရင်သုတ္တရတအထူးသဖြင့်တော့ရတ္တစာပေကိုကျွန်တော်ရေးတဲ့ line ကကျွန်တော်ကြပြရေးပါတယ်ဝတ္ထုရှိရေးပါတယ်
အဲ့ဒီအတွက်ကျွန်တော်လိုင်းရသလိုင်းမှာအဲ့ရသလိုင်းကိုကျွန်တော်ဦးစားပေးပြောပါတယ်ဘာဖြစ်လို့လဲဆိုရင်နောက်တစ်ချက်ကလည်းဒါအားလုံးသိမှာပါကျွန်တော်တို့နိုင်ငံကနောက်ပိုင်းကလေးတွေရသစာပေမဖတ်ဘူးဗျရသစာပေမဖတ်တော့ပြောမယ်ဆိုလို့ရှိရင်နည်းနည်းရိုင်းလာတယ်ဗျဒီနှလုံးသားနည်းနည်းခံစားမှုနည်းလာနော်ကြားမှာပါကျွန်တော်တို့သမီးသားချင်းတွေ့တယ်ဗျကောင်မလေးကကတ်ကြီးနဲ့ထိုးတတ်တယ်ကောင်လေးကဓာတ်နဲ့ထိုးတယ်ဘာလဲခင်စစ်တိုက်နာကြနာချစ်သူချင်းတွေ့တာကတ်ကြီးတွေဆောင်ဓာတ်တွေဆောင်တယ်နော်ဒီခေတ်ကအဲ့ဒါပါဆိုနှလုံးသားကျွန်တော်ခေတ်ကအမှန်နုံနုံညံ့ညံ့တိမ်တိမ်မွေးမွေးလေးတွေနော်အခုခေတ်မှာသာကျွန်တော်ကြပြရင်အချစ်ကြပြအဲ့လိုနွတ်နွတ်လတ်လတ်လေးထွက်မှာမဟုတ်ဘူးကကြီးတွေဓာတ်တွေပါကုန်လိမ့်မယ်နော်အဲ့လက်နဲ့တွေအားကိုးလာတယ်ဗျာဒါချစ်သူချင်းချင်းတောင်ပါပဲအဲ့တော့အဲ့ဒါလေးတွေကဘယ်ဆရာလဲဘာဖြစ်တာလဲပေါ့နော်အဲ့တော့ဒီနေ့ကြိမ်ကိုမသွားခင်ကျွန်တော်တို့စာပေမှာနော်ခေတ်တကယ်မှတ်တမ်းအနေနဲ့ကြံခဲ့တဲ့ဝတ္ထုရိုလေးနှစ်ပုဒ်ကျွန်တော်ပြောပြမယ်ခေတ်ကာလချင်းအတူတူပဲဗျာခေတ်ကဘယ်တော့မှလဲဆို1951ဆိုတာတော့ဘာပြကျင်လဲဆိုအဲ့လွတ်လပ်ရပြီကစားမှာရှောင်းဆုံးသဘုံနဲ့တောင်းညံ့တဲ့ခေတ်ဗျအဖြူရဲ့အနီရဲ့နော်အဖြူရှိတယ်အနေရှိတယ်အဝါရှိတယ်ရှောင်းဆုံးသဘုံနဲ့တောင်းညံ့တာအဲ့တောင်းညံ့တဲ့ခေတ်မှာအခုရေးတဲ့စာရေးဆရာကြီးကဆမန်းတင်မှာဆမန်းတင်စာဟိုးတော့နိုင်ငံတော်ကောင်စီခေတ်ကနိုင်ငံတော်ကောင်စီဝင်ဖြစ်တယ်ဆမကြီးမတ်ဆန္ဒာရဲ့အဖေပါနော်အဲ့ဒီဆရာကြီးရေးသွားတဲ့ဝတ္ထုပါရာက1951လာကျွန်တော်မမှတ်မိဘူးရသွေးတောက်မဂ္ဂဇင်းမှာလာပါတယ်နောက်အဲ့ဒီဝတ္ထုတွေပေါင်းထုတ်တဲ့အခါမှာကိုဖိုးလုံးနဲ့အခြားဝတ္ထုတွေများဆိုတဲ့အတွဲမှာပါတယ်အခုကျွန်တော်ပြောမယ့်ဝတ္ထုတွေလေးနာမည်ကသူ့အဖြေတဲ့သူ့အဖြေကိုဖိုးလုံးရဲ့အဖြေသူပြောချင်တာကတော့ကိုဖိုးလုံးဆိုတဲ့ဇက်ကောင်ကသူဖန်တီးထားတာဟိုဘယ်လိုပြောမလဲဆိုတော့လက်စရင်ကလက်သမားတော်မှာလက်ပန်းရှင်မဟုတ်ဘူးစရင်ကနော်အဲ့ဒီစရင်ကကိုဖိုးလုံးရဲ့သူ့ဇက်ရိုက်ကထူရအားတယ်ဗျာလူပဲမခတ်တတ်ဘူးအဲ့ဒီချိန်မှာသူတို့ကြွာလေးတဲ့ဟိုတဲ့တပုံတွေကအဖြူရောအနီရောအဝါရောတမျိုးစီအမြဲတမ်းလို့ဝင်ထွက်နေတော့ကြံတဲ့ရွာသားတွေကနည်းနည်းလူရေးလဲတယ်အဖြူလိုင်းအဖြူနဲ့တက်အောင်ပေါင်းတယ်ဗျာအဖြူကြိုက်အနီလိုင်းအနီကြိုက်အဝါလိုင်းအဝါကြိုက်ပေါ့အဲ့မှာကိုဖိုးလုံးကတော့သူ့ကိုယ်သူကြည့်တယ်ဘာလဲဆိုတော့သူလူရေးမလဲဘူးလူရေးမလဲတော့အဲ့တပုံနဲ့သူစကားပြောရမှာတော်တော်ဒုက္ခရောက်တယ်သူ့အများစကားပြောလို့အဆင်မပြေလို့မင်းကဘာလဲလို့မေးလိုက်ရင် तू ကထားလိုက်ပါတော့အဖြူလို့ပြောလိုက်ရင်မေးတဲ့လူကအနီဆိုရင်ဒိုင်းဆိုသိမှာပဲအဲ့တော့ तू ကဘာလုပ်လဲဆိုတော့တပုံနေရွာထိတ်ကဝင်နေဆိုရင်ရွာနောက်ကနေထွက်ပြေးသွားတယ်။နောက်ရွာနောက်ကဝင်နေဆိုရွာလဲနေထွက်သွား။အဲ့လိုရှောင်တော့ဗောဗျာ။ရှောင်းလာတော့ဟိုတပုံခဏဝင်နေတော့သူ့စရင်တိုင်ကနော်လက်သမားလိုက်ပဲရှမ်းမကြိုက်တော့ဘူး။မင်းအဲ့လိုရှောင်နေလုတ်တယ်မပြီးတော့ဘူး။အဲ့တော့မင်း तू မဆက်တွေတွေ့ပါဟာတွေ့လို့ပဲဖြစ်နေတယ်တွေ့ရင်ကျွန်တော်ဒိုင်းဆိုနော်ကျွန်တော်အဖြေမှားမှာသူအဲ့လိုပဲအမြဲပြန်ပြောပြီးရှောင်းနောက်ဆိုအဲ့ဒါကြီးကဟိုသူ့စိတ်ထဲမှာဗျာအဆွဲလိုင်းဖြစ်လာအဆွဲလိုင်းဖြစ်သွားတဘောနဲ့ငါနဲ့တွေ့မယ်တွေ့ရင်မင်းပါလဲလို့မေးမယ်မေးရင်ငါဖြေမယ်ဖြေရင်မှားမယ်ဒိုင်းနဲ့သိမယ်အဲ့သူအဲ့ဒါကြီးဆွဲနေဘယ်လောက်ထိဆွဲလဲဆိုရင်သူ့မိန်းမကိုတော့မှထမင်းဝဲမှာထမင်းစားနေရင်တော့မှသူကထုတ်ပြောနော်မိမိဒီနေ့ချက်တဲ့ဟင်းနေရတဲ့ဟိုငပိချက်ဆိုရင်သူကငရုတ်သီးတိတ်များနေလို့နီးနေတယ်တဲ့ဟိုချင်းဟင်းကစနုံးနဲ့သိပ်အများကြီးဝါနေပေါ့နော်ထမင်းကြတော့နည်းနည်းဖြူနေအဲ့တော့မင်းချက်ကျွေးတဲ့ထမင်းနဲ့ဟင်းနေလို့အယောင်ရှိရင်သဘုံတွေမှာကောင်းမှာကွာတော့ဟိုနည်းနည်း abnormal ပေါ့နော်ဖြစ်လာတယ်အဲ့တော့သူ့မိန်းမကတော့သူ့ဘယ်လိုနှိမ့်သိမ့်မရဘူးသူကတနေ့ကြတော့တဲ့တကောင်လောက်မှာကျော်ထက်ကတနတ်တန်နေကြတာပေါ့နော်တနတ်တန်နေလဲကြာဟောသိကြတယ်အဲ့ဒါသဘုံဝင်ပြီအဲ့သဘုံကညဝင်လို့ရှိရင်သဘုံမဟုတ်တော့ဘူးပြသူကဘာဖြစ်သွားလဲဆိုတော့ဓမြဖြစ်သွားတယ်နော်ပစ္စည်းယူတယ်လူတက်တယ်အဲ့ဒီခေတ်ကအဲ့တော့ကိုဘောလောကတိလိုက်တယ်တဘုံတော့ဝင်ပြီတိလိုက်တဲ့အချိန်မှာသူ့မိန်းမသူတို့မှလေးလသားရွယ်ကလေးလေးရှိတယ်ဗျသူ့မိန်းမကလေးလေးချီပြီးခြေထောက်အပြင်ထွက်လိုက်တော့ကိုဘောလောကဘာလုပ်နေလဲဆိုတော့ခြေထောက်အပြင်မှာငုတ်တို့ကြီးထိုင်ပြီးတော့ဟိုဘယ်လိုပြောမလဲကြက်သေးသေးနေပါတော့အဲ့လိုဖြစ်နေတော့ပကုံးလှုပ်ကိုဘောလုံးဆိုမှကိုဘောလုံးကအကြောက်လွန်ပြီးတော့အေးတဘုံဝင်ပြီတဲ့ဒီညငါနဲ့တွေ့ပြီငါတော့တိမ်ဟောမှာပဲဆိုတာရှင်အဲ့လိုတွေးမနေနဲ့လာထဆိုပြီးတော့မိန်းမဆွဲခေါ်ပါသူတို့အိမ်တွေကအကာ3ဘက်ပဲရှိတယ်ဒီဘက်နှစ်ဖက်နောက်ကအရှိကဝလုံးတန်းလေးတွေရိုက်တာအရှိတက်တဲ့ကနေလာပြီးတော့လက်နေတိုင်းမီးနဲ့ထိုးလိုက်တာနဲ့အထက်မှာဗျာလူရှိသိအဲ့တော့ဒီထက်မှနေမိမှာပဲတဲ့အိမ်နောက်ဖေးမှာဟိုဘာလောက်တာလဲဆိုတော့ဘုံကျင်းတူးထားတယ်ပေါ့ဗျာအဲ့ကျင်းထဲမှာသပုံးမယ်ဆိုပြီးတော့ကိုဘလုံးလက်ဆွဲခေါ်ပါတယ်အဲ့မှာတေချာရေးထားရပြလမ်းမှာလဲတဲ့ကိုဘလုံးကသူ့မိန်းမကိုတိုင်မင်းတယ်နော်ရေရမိုးတဲ့ကြာယောက်ျားတွေကနော်မိန်းမကိုအားကိုးတာပဲနင်ဘာကြောင်ကြိုက်လဲတဲ့
နေမတော့ကြိုက်လဲဆိုတော့ခင်ဗျာမိမကဘာပြန်ပြောလဲဆိုတော့သူ့တဲ့လေလို့သူ့ယူထားတာအဲ့ဒါရှင်းတာဝင်တယ်ရှင်းကြိုက်တဲ့အယောင်ဖြစ်မကန့်ကွက်ဘူးပေါ့နော်ကျမတာဝန်ကကလေးမငိုအောင်နှိုးတိုက်ပေးမယ်တနာရှင်းလို့ရှင်းကြိုက်တာလို့ပေါ့အဲ့ဒါဒုက္ခပူရောက်တာအမှန်ပြောချင်တာဗျာသူကဘာတွေးလဲဆိုတော့ခါတိုင်းနဲ့သဘောနဲ့ငါနဲ့နှစ်ယောက်တည်းတွေ့လို့ရှိရင်တဲ့ငါမိုင်းတိုင်းဆိုငါတယောက်တည်းသိမှာဒီနေ့ငါဖြေရမယ်ဖြေရတာဝန်သိကြီးတယ်မိသားစုအတွက်ဖြေရတော့နော်မိမတွေပါတယ်ကလေးတွေပါတယ်သူ့တွေပါတယ်အဲ့တော့ဒါထုံးစံဗျာတာဝန်ကြီးကြောက်တာပေါ့နော်ပိုကြောက်တာဒါအဲ့တော့သူပြောလို့မရဘူးမိမသူတို့လေရှောင်ထွက်သွားအဲ့ဒါအဲ့ကျင်းထဲမှာသူတို့တော့ပုံတထထဒိုင်းတိုင်းနဲ့တိမ်ပြီးတိမ်တက်စင်းနဲ့လာတာဗျာသူ့ခေါင်းရံအိမ်ရောက်သူ့ခေါင်းရံအိမ်ကဘာကြီးဆန်းတယ်ဗျာဘာကြီးဆန်းအိမ်ရောက်တော့ဘာကြီးဆန်းကအဲ့ရွာမှာသူနည်းနည်းတော်တော့ဗောဗျာလူရည်လဲတယ်ဗောနော်လူရည်လဲတဲ့သူဆိုတော့သူခေါင်းထဲမှာဖြတ်ကနေအတွေးဝင်လာဟာဘာကြီးဆန်းကငါထူတာအဲ့ဒါသိတယ် तू ကလူရည်သိလဲလားအဲ့တော့ငါ့အောင်မြန်လှမ်းပြီးတော့ဟောနမိတ်ပြတဲ့စကားမျိုးလေးများအော်ပြောမလားပေါ့နော်အဲ့ဒါ तू မျောလင်းချက်ကြီးနဲ့အဲ့တွေးဟောကနေတိုက်ရိုက်ဘာကြီးဆန်းအိမ်ထဲကိုလမ်းကြည့်တာအဲ့ဝင်းနဲ့ဝင်လာတဲ့သဘုံနေတမိတွေတလဲနဲ့ဘာကြီးဆန်းအိမ်ထဲဝင်သွားတယ်ဝင်သွားတယ်ခဏသိမ့်မကြောက်ခဏကြာတော့ပြန်ထွက်လာဘာကြီးဆန်းကအရန်လူရည်လေတော့သဘုံနေနဲ့အပေးယူတက်ဒါပေမဲ့ तू မျောလင်းထားသလိုနော်သူ့ကိုအချက်ပြတဲ့နမိတ်ပုံဆောင်တဲ့စကားလုံးမပြဘူးကြာအဲ့ဒါကြောင်ကြည့်အဲ့ဒီသဘုံနေသူ့ခြံထဲဝင်လာပြီသူအိမ်ရှိရောက်ပြီလက်နေတိုင်းနဲ့ထိုးကြည့်တယ်ခန်းလေးကကျင်းလေးတယောက်မှမရှိဘူးဆိုတာသိသွားပြီသိသွားတော့အော်တန်ကြားလိုက်တယ်တဲ့အိမ်ရှင်တွေပြန်มาလဲกว่าတဲ့ကိုဖိုးလုံးကအားကြမခံနဲ့ကြည့်နေရင်နောက်မှာกว่าနောက်မှာတဲ့အဲ့သဘုံနေနောက်ရောက်လာတယ်အဲ့ဒီအချိန်မှာသူ့မိမဆွဲချလိုက်လက်ကိုရှင်အဲ့လိုထအော်မှတော့သိသွားပြီပေါ့နော်ပြေးလို့လည်းမရတော့ဘူးကျင်းထဲမှာသဘုံနေခဏလေးတွင်ရောက်လာကျင်းကိုဝိုင်းထားတယ်တနတ်နဲ့ချိန်ထားတယ်လက်နေတမင်းနဲ့ထိုးလက်နေတမင်းအောင်တစ်ချက်ဟာတဲ့ဒီလာအရွယ်ကလေးမျက်နှာပေါ်ကြားတဲ့အခါမှာကလေးကဝါဆိုထအော်အဲ့မှာသူပိုလန့်သွားတယ်ဒါငါသားလေးအော်ဒါနောက်ဆုံးငိုတန်ဖြစ်မှာပဲငါဖြေတာမှားရင်ငါတို့သုံးအောင်လုံးကျင်းနေသေးပြီအဲ့လိုတွက်တာအဲ့လိုတွက်ပြီးတွေးပြီးကြောက်နေတဲ့အချိန်မှာပဲမမျောလင်းနဲ့အတန်ကြားလိုက်ရတယ်အဲ့ဒါပါလေဆိုဟဲ့လူခဏပါလေတဲ့ဆိုသူ့အဲ့မှာအရန်လှမ်းသွားသူကစိတ်ကူးရင်ပြီးတော့အမြဲတွေးနေတာငါ့ကိုတပုံနဲ့တွေ့ရင်မင်းပါလဲလို့မေးမယ်နော်မင်းငါဖြေရင်မှားမယ်ဒိုင်းနဲ့ပြစ်မယ်ဟာပထမအဆင့်ကမှန်နေပြီအိမ်မဲမဟုတ်တော့နော်အဲ့မင်းပါလဲတော့မေးပြီမဖြေရဘူးဟာနှခမ်းနေပါတုံပြီးတော့ကြောက်နေအဲ့မှာနောက်တစ်ယောက်ကတနတ်မောင်းနေပါတင်ပြီဟဲ့ကမြန်ဖြေတဲ့ရှစ်ဆက်ပြီးသွားအောင်မယ်တဲ့မဖြေဘူးလားမဖြေရင်ပြစ်လိုက်ရမလားဆိုတော့သူစဉ်းစားဟာဒီညသဘောတော်တော်ကြမ်းတယ်ပေါ့နော်အဲ့တော့မဖြေလည်းပဲဒီကောင်တွေပြစ်မှာပဲအဲ့တော့ကျွန်တော်တို့ចောင်းသားတို့ကမှားမှန်ရန်ချစ်တယ်လို့ပေါ့နော်ငါရန်တိုင်းဖြေလိုက်လို့ရှိရင်ကံကောင်းရင်တော့မှန်သွားမှာပဲကံမကောင်းရင်လည်းပြစ်ကွာဆိုပြီးတော့ဖြေမယ်ဆိုအားတင်းပြီးတော့ကောင်းတယ်ပါတယ်မော့နော်စရိပါတယ်မျိုးချပြီးတော့သူဖြေလိုက်တယ်ကျွန်တော်အပြာပါခင်ဗျာလို့ဖြေလိုက်တယ်အဲ့တော့မှပိုဒုက္ခများပြီးတော့မောင်းတင်တန်တွေကရုံးတိုင်းနဲ့ဖြစ်လာပြီးတော့မိပါလိုက်တောက်တာလားနော်တဘောကအဖြူရဲ့နေဝါရဲ့သုံးခုပဲရှိတယ်မင်းအပြာပဲတော့ဖွဲ့လိုက်တာလေတော့ကိုဘလုံးကခက်တွေပဲခက်အေးဖြစ်သွားပြီးသူအေးပါမဟုတ်ပါဘူးခင်ဗျာတဲ့ကျွန်တော်တို့တောစုတောင်သားလက်သမားဆိုတာဘယ်သူတွေပဲလက်နဲ့ကင်လာပြာနေအောင်ကြောက်နေရတဲ့အပြာတွေပါခင်ဗျာတဲ့အဲ့ဒါဝိတုအဲ့မှာဆုံးတယ်အဲ့တော့အဲ့ဘာ message ကျွန်တော်ရတယ်အကြောက်တရားနော်လောလောရပြီးကစားကျွန်တော်ပြည်သူတွေရဲ့အကြောက်တရားအဲ့ဘယ်သူပဲလက်နဲ့ကင်လာကျွန်တော်တို့ပြာနေအောင်ကြောက်ရတယ်ဒါဆိုင်မန်တဲ့ဇာတ်စာပေနဲ့ကျွန်တော်တို့ပြောတာတော့ကျွန်တော်လည်းငယ်တဲ့ကလေးဆိုပို့ဆုံးမယ်ကျွန်တော်တော့မမြင်ဘူးအဲ့ခေတ်ကိုနောက်တစ်ပုတ်ဆက်သွားကြအောင်နောက်တစ်ပုတ်က1962နှစ်AB လာထုတ်တဲ့1962 AB ထုတ်တဲ့မြဝတီမဂ္ဂဇင်းမှာပါတယ်ရေးတဲ့သူကဆရာမိုးဟိန်းဆရာမိုးဟိန်းကနောက်တော့တချို့ကလေးတွေမသိပါဘူးဘာလို့ဆိုဆရာတော်တာဆွေတို့တန်းဆရာတော်တာဆွေတို့လိုပဲဆုံးမသွားပါပြီအဲ့ဆရာမိုးဟိန်းရေးတဲ့ခေါင်းစဉ်ကိုကျွန်တော်မမှတ်မိပါဘူးကျွန်တော်အဲ့အကြောက်တရားကိစ္စလေးကျွန်တော်ပြောပြမယ်အဲ့ဒါခုနကာလာ1950ပဲခုနသဘုံလေးတောင်းချမ်းတဲ့အချိန်ပဲအဲ့ဒီအချိန်မှာတဲ့မြိုင်းသားယာဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်မြို့ကတောမြို့လေးသေးသေးလေးအဲ့မြိုင်းသားယာမှာဒေါက်တာဝင်းအောင်ဆိုတဲ့ဆရာဝန်တယောက်ရှိတယ်စီကံလေးဖွင့်လာအဲ့ဆရာဝန်ရဲ့ထူးခြားချက်ကခုနကဖိုးလုံးနဲ့ဆန့်ကျင်ပဲတစ်မြို့လုံးကချစ်ပြီးတော့တစ်မြို့လုံးကယူသေးတဲ့တစ်မြို့လုံးပေါ်မှာဩဇာရှိတဲ့ဆရာဝန်လေး
ဒေါက်တာဝင်းအောင်နဲ့သူ့ဆေးကမှာဆိုလဲလူတွေပြည့်နော်သူ့ရဲ့အကျဉ်းနာသူ့ရဲ့စေတနာပေါ့နော်အဲ့ဒါတွေကိုတစ်မျိုးလုံးကမြို့မြမြို့ဖလို့သဘောထားပြီးသူ့အရန်ချက်ကြတယ်အဲ့ဒီမှာတနေ့ကျတော့တညပေါ့နော်တညကျတော့တပုံတွေဝင်စီးတယ်အဲ့ဒါမတိုင်ခင်လည်းပဲတပုံတွေခုနေရာစီးတယ်ဒီနေရာစီးတယ်ကြားနေရတယ်ဒါပေမဲ့အဲ့ဒီညကျတော့သူတို့နိုင်သားရကိုတပုံတွေဝင်စီးတယ်တပုံတွေဝင်စီးပြီးတော့မနေ့မိုးလဲလင်းရောဘသူရဘာသွားသေးလဲပေါ့နော်ဘသူဘာဖြစ်လဲဆိုပြီးတော့စနေနာလိုက်တဲ့အချိန်မှာအဲ့ဒီတပုံတွေကဘသူအိမ်မှာဝင်မစီးပဲနဲ့ဒေါက်တာဝင်းအောင်ဆေးကန်းတစ်ခုတည်းဝင်စီးတယ်ဝင်စီးပြီးတော့ဒေါက်တာဝင်းအောင်နဲ့တကွဆေးတစ်တာနဲ့ဒေါက်တာဝင်းအောင်ခေါ်သွားတယ်အဲ့မှာတစ်မျိုးလုံးကသူတို့ဂျင်ညိုတဲ့သူတို့လေးစားတဲ့သူတို့ချစ်တဲ့ဆရာဝန်လေးအတွက်စိတ်မကောင်းဖြစ်ကြတယ်ဘာဖြစ်လို့တပုံကနော်တခြားမျိုးတွေမှာတပုံကမြို့မီးနဲ့ရှို့တယ်ပစ္စည်းတွေယူတယ်လူတွေတတ်တယ်ဘာညာဒီသဘောကဘာမှမဟုတ်ဘဲနဲ့ဘာလို့ဒေါက်တာဝင်းအောင်ခေါ်သွားတာလဲယူရုံမရဖြစ်ပြီးတော့တလားကြော်လောက်ကြာတော့မှဒေါက်တာဝင်းအောင်ပြန်ရောက်လာပြန်တော့ထုံးစံနိုင်မဲ့ဒီဆရာဝန်လေးကိုလာတွေ့ပြီးတော့မေးတော့အတော်ကျုပ်ပြောမယ်ဆိုရင်ဒေါက်တာဝင်းအောင်ဗာပြောလဲဆိုတော့သူစေကုသတာစေတနာထားတာဆေးလိုက်တာပေါ့နော်အဲ့ဒါနာမည်ကြီးလို့တပုံဘိုတယောက်ကအဲ့ရလဲနေတာအဲ့ဒါကိုတပုံတက်သားတွေကသူ့လာခေါ်သွားပြီးခေါ်ကြတော့သူတို့ဆရာအဲ့ရထဲမှာသူတို့ဘိုးကြီးပေါ့နော်သူတို့ဘိုးကြီးကိုကောင်းအောင်ကုပေးကုမပေးနိုင်လို့ရှိရင်တတ်မယ်ဆိုပြီးတော့သူ့ခေါ်လာအဲ့ဒီမှာကြည့်လိုက်တော့ဒီ case ကတကယ် minor case ဥတက်ပေါက်တာကြည့်လိုက်တာနဲ့ဟာဒါလွယ်လွယ်လေးပဲဒါဆရာဝန်တွေသိမှာပေါ့နော်အခုချက်ချင်းခွဲလိုက်အခုချက်ချင်းပျောက်တယ်ဒါပေမဲ့သူခွဲပေးလိုက်တယ်ခွဲပေးပြီးတော့သူ့မယုံဒီသူတို့လှုပ်လိုက်တဲ့ခွဲပေးလိုက်တဲ့သူတို့ဘိုးကြီးမသိရင်ပြန်ပို့မယ်သိရင်မင်းမတတ်မယ်ဆိုပြီးတော့အဲ့မှာတက်လာထားတာအဖြစ်ပြက်ကဒါပဲအဲ့တော့သူတို့ဘိုးကြီးကျန်းကျန်းမာမာဖြစ်ပြီးတော့ငကိုပုံမှန်အတိုင်းစားနေတောင်းတိုင်းဖြစ်တော့မှသူ့ကိုပြန်လာလိုက်ပို့လိုက်တာအဲ့ဒါပဲအဲ့ဒါနဲ့ပဲဒီလိုပဲနေရနေပြီးတော့ဒီတပုံတွေတောင်းကြတာပေါ့နော်ပြည်သူတွေအကြောက်တရားနဲ့နေဟိုမျိုးစီးဘူးဒီမျိုးစီးနေစီးတညကြတော့သူတို့မျိုးမြိုင်သားရအောင်တပုံတွေဝင်စီးတယ်ဒီတစ်ခါဒုတိယအကြိမ်မြောက်တပုံဝင်စီးတဲ့အချိန်မှာတော့ဈေးမီးရှို့ပြတယ်နောက်တထေးတွေအိမ်နေမီးနဲ့ရှို့တယ်ပစ္စည်းတွေပါသွားတယ်လူတွေသေသွားကြတယ်မနေ့မိုးလင်းတော့မှအဲ့တပုံကဒေါက်တာဝင်းအောင်ဆေးကုပေးလိုက်တဲ့တပုံဖြစ်နေတော့နော်အဲ့မှာလူတွေရဲ့စိတ်နော်သူရေးပြတာအရင်တော့ရမ်းချစ်တဲ့ရမ်းကြည်ညိုတဲ့ဆရာဝန်လေးနော်အခုကတရားခံဖြစ်သွားပြီသူကြောင့်ငါတို့မျိုးပြကြတာငါအမျိုးဘသူသေသွားတယ်သူကြောင့်သူသာအဲ့ဒီတပုံကိုစိတ်ကုမပေးဘူးဆိုရင်ဘာမှတာဖြစ်စရာအကြောင်းမရှိဘူးဆိုဒေါက်တာဝင်းအောင်ပေါ်မှာတန်ကြားတွေဝင်လာတယ်မုံတိစိတ်တွေဝင်လာစေကန်းလူမလာတော့ကိစ္စမရှိဘူးစေကန်းပိတ်လိုက်ဒါပေမဲ့အပြင်ထွက်တဲ့ချိန်မှာတော့သူ့တွင်လူတွေကရှောင်သွားပြီအရင်သိချစ်တဲ့စိတ်ကနေပြီးတော့ပြောင်းပြန်လန်ပြီးတော့အမုန်းစိတ်ဝင်သွားတာဘာလို့လဲဆိုတော့အဲ့ဒီတပုံမို့လဲကြောက်တယ်နောက်တစ်ချိန်မြန်ထက်စီယိုမှလာဒီတပုံဘောကလိုက်ပြီးတော့စနေနာလိုက်တဲ့ခါမှာသူတို့မျိုးမတိုင်ခင်ဘယ်မျိုးရောင်လဲသူပဲဘယ်မျိုးရောင်လဲသူပဲပေါ့အရန်ရက်ဆက်တယ်အရန်ကြမ်းကြုတ်တယ်အဲ့လိုရက်ဆက်ကြမ်းကြုတ်တဲ့လူတယောက်ကတက်ကိုဘာလို့ဒေါက်တာဝင်းအောင်ကယ်လိုက်ရတာလဲသူလူဘွားလည်းတွင်ပေးလိုက်လို့ဒီကိစ္စတွေဆက်ပြတ်တာဆိုပြီးအကုန်လုံးကဒေါက်တာဝင်းအောင်ပေါ်မှာမခေါ်နိုင်မပြောနိုင်နေဖြစ်ပြီးတော့အဲပြောချင်တာဘာလဲဆိုတော့ဒီနေရာလေးမှာကျွန်တော်ရအကြောက်တရားကနေပြီးအမုန်းတရားကိုခုတတ်တယ်အမှန်တပုံတွေကိုကြောက်တာအဲ့ဒီတပုံကိုကြောက်တဲ့စိတ်ကနေပြီးတော့တလွဲဖောက်ထုတ်လိုက်ဒေါက်တာဝင်းအောင်မုန်းတယ်အမုန်းတရားဖြစ်သွားအဲ့မှာဒေါက်တာဝင်းအောင် depression ဝင်ပြီးအစားနိုင်မအိမ်နဲ့အပြင်လည်းမထွက်တော့သူ့ကိုရင်တော့ကြီးညိုတဲ့ဟာတွေနဲ့ဆန့်ကျင်ဘက်တွေကိုသူတွေ့နေအဲ့မှာသူစိတ်ထက်ကြပြီးအထက်မှာပဲစာဖတ်ဖိုင်နေပြီးတော့နိုင်ငံသားကစာတပိုက်သူဖတ်မိတယ်အဲ့ဖတ်မိတဲ့စာတပိုက်အဲ့ဒါကိုကျွန်တော်ပြန်ပြောပြမယ်နော်အဲ့တော့ဒီမှာကျွန်တော်တော့မပြောတော့ပါဘူးဗျာအဲ့ဒါနဲ့ပတ်သက်လို့ဗမာပြည်မှာသူပင်ကိုပါဆိုပြီးတော့ရေးတဲ့သူတယောက်ရှိထားလိုက်ပါတော့နော်အဲ့ဒါက62တုန်းကဆရာမိုးဟင်းအထက်မှာပါတာနော်မူရင်းကတော့ဘာမှမသိဘူးအဲ့တော့ဘာလဲဆိုတော့နိုင်ငံသားမှာဒီစိတ်ပညာနဲ့ပတ်သက်တဲ့ပါရဂူကြီးပေါ့နော်အဲ့ပါရဂူကြီးကမြက်ကမ်းဘေးမှာလမ်းလျှောက်လာအဲ့လမ်းလျှောက်လာတဲ့အခါမှာသူလှမ်းမြင်နေရတဲ့နေရာကမြက်ကမ်းဘေးကခုံတစ်ခုပါကလေးတယောက်ထိုင်နေအဲ့ကလေးနဲ့နီးလာတဲ့အချိန်မှာက
ကလေးကိုကြည့်လိုက်တာနဲ့ဒီကလေးစိတ်ဓာတ်ရမ်းကြပြီးတော့တတ်သိနိုင်လောက်တဲ့အနေအထားရှိတယ်ဆိုတာအဲ့ပါရဂူကြီးကလမ်းကဲခတ်လိုက်တယ်သိတော့သူရမ်းစိတ်ဝင်စားသွားတယ်အဲ့မြန်သားပြီးတော့ကလေးလေးကခေါင်းအောက်ငေါက်ဆိုင်ချပြီးတော့အဲ့ကလေးကတကောင်ကျွက်ဆွေမရှိမျိုးမရှိစားစားမရှိတောက်စားမရှိနောက်ဆုံးစိတ်ဓာတ်ကြပြီးတော့မြစ်တဲ့ခုံချသိမယ်လို့စဉ်းစားနေတာအဲ့စဉ်းစားနေတဲ့အချိန်မှာခုနပါရဂူကြီးရှောက်လာအဲ့ရှောက်လာတာနဲ့တိုးတာပေါ့နော်တိုးလဲတိုးရောအဲ့ပါရဂူကြီးကဒါလေးနော်မြစ်ပါတွေတွေးနေလဲကွာဆိုကလေးကအရန်အောင်သွားတယ်ဘာလို့ဆိုအဲ့ဒီကလေးရဲ့ဘဝမှာမေတ္တာဆိုတာမရှိဘူးမေတ္တာငတ်မဟုတ်အဲ့လိုသူ့ကိုလူကြီးကြောက်ကနေပြီးတော့အေးပေးပြီးတော့နော်ဟိုဘယ်လိုပြောမလဲဖော်ဖော်ရွေဆက်ဆံတာလေသူခါမကြုံဘူးအဲ့သူရန်အောင်သွားတယ်ဟာဘာလို့ဒီလူကြီးကငါ့ကိုဘာလို့နော်ဖော်ဖော်ရွေလာဆက်ဆံတာဆိုသူကြောင်ကြည့်နေအဲ့ချိန်မှာခုနပါရဂူကြီးကနေတားပေါ့ဗိုက်စာနေလို့လားထမင်းစားပြီလားဘာလားညာလားမေးတော့မဟုတ်ဘူးတဲ့ကျွန်တော်ကတကောင်ကျွဲတယ်လောကကြီးမှာကျွန်တော်ရှိနေခြင်းမရှိနေခြင်းဟာဘာမှမထူကြဘူးအဲ့အတွက်ကျွန်တော်မြစ်ထက်ခုံချသိမလို့ဆိုတော့ပါရဂူကြီးကသူ့ကိုဒီပြောပြီးနောက်ဆုံးပြောတဲ့စကားပါလို့ဆိုတော့တားရဲ့သေတာသိလွယ်တယ်ကွာတဲ့ဒါပေမဲ့သေနည်းနှမျိုးရှိတယ်တဲ့လောကမှာမင်းသိလားဟာမသိဘူးတဲ့ကျွန်တော်မြစ်ထက်ခုံချသိမှာပဲဒီတနည်းရွယ်သိတယ်ဟုတ်သေနည်းကနှမျိုးပဲရှိတယ်တဲ့တစ်မျိုးကကောင်းတာလုပ်ရင်သိသွားတာကောင်းတာလုပ်ရင်လည်းသေတတ်တာပဲသေမှာပဲနောက်ဆုံးကောင်းတာလုပ်ရင်လုံးကြိုးစားရင်ပင်ပန်းပြီးသေခြင်းလည်းသေမှာကောင်းတာလုပ်ပြီးသေတတ်တယ်နောက်တနည်းကတော့မကောင်းတာလုပ်ရင်မင်းပိုးတော်သေလွယ်သေးတယ်မင်းအခုမျိုးတော့တော့ပြီးကပိုင်းနိုင်ကြည့်ပါလားလူတွေဝိုင်းရမင်းသေမယ်ဒါမှမင်းအိမ်တိမ်ဝင်တက်ခိုးကြည့်မင်းအိမ်ရှင်ကသိလို့អော်လိုက်မင်းသေမယ်ပြောချင်တာကလောကကြီးမှာကောင်းတာလုပ်သေတာရှိတယ်မကောင်းတာလုပ်သေတာရှိတယ်မင်းကအခုစားဘာမှမလုပ်ခင်းနဲ့သေတာအဲ့ဒါအကျိုးမရှိဘူးကွာတဲ့မင်းပလုံးဆိုဘလူးမှလည်းမသိဘူးမင်းဆိုမရှိမျိုးမရှိဆိုပိုဆိုးသေးတယ်အဲ့တော့မင်းကောင်းတာမကောင်းတာနှစ်ခုတည်းကနေပြီးတော့မင်းကျင်တော့လှုပ်လိုက်လှုပ်ရင်သေသွားပါလားအဲ့ဒါပိုကောင်းတယ်ဆိုဟိုကောင်းတဲ့စဉ်းစားတာ तू မသိဘူးလေစားအေး तू ကတော့ဟုတ်သားပဲပေါ့နော်စဉ်းစားပြီးတော့ဟာကျွန်တော်ဂရိပြည့်တယ်နော်ကျွန်တော်တခုလှုပ်ပြီးမှသေပြန်တယ်မသေတော့ဘူးတဲ့စိတ်ချသွားတယ်ပါလေကိုကြီးကစိတ်ချအေးပြီးတော့မင်းစိတ်ကြိုက်ရွေးမင်းသေတာကောင်းတာလှုပ်သေးမလားမကောင်းတာလှုပ်သေးမလားမင်းကဘာမှမပြောဘူးမင်းလှုပ်ချင်လှုပ်သေးဒါပေမဲ့ဘာလုပ်ပြီးသေးတယ်ဆိုတာအကျိုးရှိတယ်ဘာမှမလုပ်ခင်းနဲ့သေးတာဘာမှမဟုတ်ဘူးဟိုထွက်သွားတယ်စိတ်ချသွားပြီမသေးတော့အဲ့ဒါနဲ့ပဲနောက်နှစ်ပေါင်းများစွာကြာတဲ့ခါမှာအဲ့ဒီကလေးဟာဟစ်တလာဖြစ်လာတယ်အဲ့ဒီဟစ်တလာဖြစ်တဲ့အတွက်ယူ6တန်းသေသွားတယ်အဲ့ကြတော့ပြဿနာခုနဒေါက်တာဝင်းအောင်ပြဿနာမျိုးလူတွေအကုန်လုံးကပြောဟာခင်ဗျားဘာလို့သူ့အသက်ကဲလိုက်တာလဲခင်ဗျားကဲလိုက်တာဂျူး6တန်းသေသွားပြီလေအဲ့ခင်ဗျားကမကဲဟစ်လာဆိုဖြစ်စရာအကြောင်းမရှိဘူးဘာလို့ခင်ဗျားကဲလိုက်တာလဲအဲ့မှာအဲ့ဒီဘာရဂူကြီးကတလုံးပဲပြန်ပြောတယ်အခုငါဘာလုပ်ရမလဲအဲ့လုပ်ရတဲ့အလုပ်ကအကောင်းဆုံးဖြစ်ဖို့အရေးကြီးတယ်နောက်ကိစ္စငါနဲ့မဆိုင်ဘူးအဲ့ဒါကိုဒေါက်တာဝင်းအောင်ဖတ်ပြီးတော့စိတ်သက်ပြန်တက်လာဟုတ်တာပေါ့နော်သူဘာလုပ်ရမှာလဲအခုချိန်မှာသူဆိုရင်ပို့ပြီးတော့တွက်လို့ရသေးတယ်ဆရာဝန်တယောက်ရန်သူပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်သဘုံပဲဖြစ်ဖြစ်ဓမြပဲဖြစ်ဖြစ်သေမဲ့မိတ်ဆွေသေမဲ့လူသားတယောက်ကိုအသက်ကယ်ပေးတာငါမမှားဘူးဆိုတာသူပို့ပြီးတော့လိပ်ပြတန့်သွားတယ်အဲ့တော့ဝတ္ထုလေးကအမှန်တော့အဲ့မှာပဲဆုံးနေပြအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အဲ့အကြောက်တရားတွေပေါ့နော်အဲ့ဒီ1949 50အဲ့ဒီတဝိုက်သဘုံတကန်နေရောင်းစုံသဘုံနေတောင်းချမ်းနေတဲ့အချိန်မှာအကြောက်တရားတွေကျွန်တော်တို့အဲ့လိုရခဲ့အဲ့ရခဲ့တယ်ဆိုတော့ကျွန်တော်ဘယ်သိတယ်ကျွန်တော်စာအုပ်တွေကသိတယ်ဥမာအဲ့ဟာဆောင်းမဆိုလို့ရှိရင်ဆောင်းမတော့ရေးထားတာမှတ်တမ်းတင်ထားတာရှိကောင်းရှိမှာပေါ့ကျွန်တော်မသိဘူးအဲ့ဝတ္ထုထဲမှာကကျွန်တော်တို့အဲ့ဒါပေးပြီးတော့အဲ့ဒီဝတ္ထုကခုနဒါလေးကျွန်တော်နည်းနည်းထည့်ပြောချင်တာဘာကွာတာလဲကျွန်တော်တို့ဒီတက်တက်ထည့်ပေးတာသုတ္တဒါအကုန်လုံးသိတယ်နော်ရတာဒီကိုပေးတယ်ဒီကနေပြီးတော့ဒီလိုပတ်တယ်တာဒီရောက်တယ်မကောင်းရင်ဒီထဲမရောက်ဘူးနောက်ဒီထဲမှာနေတဲ့ဟာရှိတယ်ဒါပထမအဆင့်ဟိုရင်ထဲတင်ရောက်တယ်အဲ့ဒါပထမအဆင့်ဒီတက်ပို့ကောင်းရင်လည်းဒီလိုပတ်ပြီးတော့ဥနောက်ပို့တယ်အဲ့ဒါကိုခံစားသိလို့ခေါ်အဲ့ခံစားသိကအားကောင်းလို့ရှိရင်အကောင်းဆုံးရတာစာပေဟာဘဝအမြင်လောကအမြင်အဲ့ဒါတွေထပ်ပြီးဒါဆရာစောကြီးတို့ဆရာမင်းတို့ဝင်တို့ဖွင့်ခဲ့တဲ့ရတာနော်အဲ့တော့သုတ္တမှာလည်းဒါမျိုးတွေကျွန်တော်အများကြီးတွေ့မယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ဟာရတာနဲ့ကျွန်တော်ပြောချင်တာအဲ့တော့
အဲ့ဒီခေတ်မှာနော်ဒါအကြောက်တရားကိုကျွန်တော်တို့ပုံဖော်ထားတာလေးရှိတယ်အဲ့တော့အခုဒီနေ့ကျွန်တော်အာယုံဂျိုလို့ကျွန်တော်ပေးပါတယ်အာယုံဂျိုလို့ပေးတာဒီနေ့ကျွန်တော်တို့မြင်ရတဲ့အလင်းရောင်ဟာအာယုံဦးလို့တကယ်ယုံလို့ပေးတာပါဦးသိန်းစိန်ဆိုလက်ထက်တုန်းကကျွန်တော်စင်ပေါ်မှာပြောခဲ့ပူပါတယ်ပြောခဲ့ပူတယ်ဆိုတော့တောက်လျှောက်ကျွန်တော်ပြောတယ်ဘာလို့ဆိုစစ်ဆိုးလက်ထက်မှာကျွန်တော်ကမှောင်ကြတယ်ဟိုလုံးပိမ့်ပိအောင်မှောင်နေတဲ့တန်တန်ကြီးတစ်ခုတည်းရှောက်နေရတယ်ကျွန်တော်တို့ပြည်သူတွေအဲ့လိုခံစားဦးသိန်းစိန်လက်ထက်မှာနည်းနည်းလေးပွင့်လာတယ်အဲ့ပွင့်လာတော့ကျွန်တော်တို့ကအရမ်းမှောင်တာတွေကမြင်ရတဲ့ပြက်ပြလေးကိုအားရဝင်တာကြိုတတ်ကြတယ်အဲ့ဒီမှာအာယုံလားစီးတာလားမကွဲဘူးဗျအဲ့အာယုံနဲ့စီးတာနဲ့အချိန်ကအတူတူပဲအယောင်ချင်းကအတူတူပဲစောင့်ကြည့်တော့မှအာယုံကတဖြည်းဖြည်းတက်ပြီးတော့လင်းသွားတယ်စီးတာတဖြည်းဖြည်းမှောင်သွားတယ်အဲ့တော့အဲ့9နှစ်မှာမှောင်လားလင်းလားစိတ်ချလက်ချကျွန်တော်တို့ကအဲ့ဒါအာယုံကြီးပါဆိုမကြွရတဲ့ကာလအဲ့ဒီကနေပြီးတော့အခုနိုဝင်ဘာ10မှာကျွန်တော်ပြည်သူတွေအကုန်လုံးကနော်ကျွန်တော်တို့ကြိုက်တဲ့ဆိုတော့ကျွန်တော်ရွေးလိုက်တယ်ရွေးလိုက်တော့သေးကြတယ်အဲ့ဒါကိုကျွန်တော်တို့အာယုံလို့ယူဆတယ်အဲ့တော့တခုပဲကျွန်တော်တို့ဘက်ကအာယုံချိန်မှာကျွန်တော်တို့ကမုန်းတဲ့အယောင်လောက်လောဘကြီးရင်တော့မရဘူးပေါ့နော်သူကအခုမှအာယုံပဲရှိသေးတာ哦အဲ့တော့နံပါတ်1ငါအခုကျွန်တော်တို့စောစောကပြောတယ်ကျွန်တော်တကယ်ချင်းသေးတယ်နောက်သေးတယ်အများကြီးပဲပေါ်လည်းမပေါ်ဘူးငါးလောင်းပြန်မပေါ်ဘူးငါးလောင်းပြန်များလို့ထားလိုက်၄လောင်းရှော့လိုက်တစ်လောင်းမပေါ်ဘူးရှော့လိုက်၃လောင်းမပေါ်ဘူးပေါ်ဘူးအဲ့တော့တရားဥပဒေစိုးမိုးမရှိတာပေါ့နော်အဲ့ဒီမှာကျွန်တော်ပြောချင်တာတရားဥပဒေစိုးမိုးမှုမရှိရကောင်းလားလို့အပြစ်တင်တာမဟုတ်ဘူးဒီမှာသုတ္တနဲ့ထာတာနှစ်ခုတည်းကကျွန်တော်ပြောပြမယ်အစိုးရကျွန်တော်တို့တင်တဲ့အစိုးရဘယ်လိုဆိုရလဲလို့ကိုယ့်အကိုပြန်ပြီးတော့ဟိုတိုင်းလို့ရတယ်ဗျစာစောက်တဲ့အတိုင်းမှာเนาะကျွန်တော်ဟိုနိုင်ငံရေးတာမရှိဘူးနိုင်ငံရေးမှမဟုတ်ဘူးကျွန်တော်ဘယ်ပါတီမှလည်းဘာမှလည်းမဝင်ဘူးအဲ့တော့ပြောမယ်ဆိုရင်အင်ဂျင်နီယာဖြစ်တော့အလုပ်လျှောက်ပြီးတော့မရဘူးဗျာမရဘူးနောက်ဆုံးကျဘာမှမရလဲဆိုတော့မဆလာပါတီမဝင်လို့ဗျာမဝင်တော့နောက်ဆုံးအလုပ်ရသွားတာဘာနဲ့ရလဲဆိုတော့ရှောက်ထားစဲနဲ့ရသွားတာအဲ့တော့ထားလိုက်ပါတော့เนาะကျွန်တော်ဗာပြောချင်တာဆိုတော့ဒီဘက်မှာတုတ္တစာပေမှာတိုင်းလို့ရတဲ့ပေတံရှိတယ်ဗျာအဲ့ဒါဘာလဲဆိုတော့အစိုးရကောင်းတို့ရဲ့အင်္ဂါ6ရက်တဲ့ဟာဒါတစ်ကမ္ဘာလုံးကလက်ခံထားတာဗျာအဲ့အစိုးရကောင်းဆိုရင်အဲ့အင်္ဂါ6ရက်နဲ့ညီရမယ်အဲ့ကျွန်တော်အခုတင်တဲ့ဆိုတော့ညီလားမညီဘူးလားကျွန်တော်တို့ဒါစဉ်းစားဒါအဲ့တော့6ချက်တော့ပြောဖို့ကျွန်တော်အချိန်မရအောင်နော်ကျွန်တော်တဝက်လောက်ပြောမယ်နောက်နှစ်ဆက်ဖိတ်နောက်တဝက်အကျွေးပေါ့ဗျာအဲ့တက်မှာတော့ဗာရေးထားလဲဆိုတော့အစိုးရကောင်းတို့မြည်တည်တဲ့ပြည်သူတွေရဲ့ဆင်းရဲဒုက္ခပြည်သူစာအောက်ဆုံးလွှာရဲ့ဆင်းရဲဒုက္ခကိုနားလည်ပြီးတော့အဲ့ဒီအောက်ဆုံးလွှာပြည်သူများကိုပျော်ရွှင်အောင်လုပ်ပေးရမယ်ဒီမှာကျွန်တော်တို့ကဟိုနည်းနည်းဟိုအရင်ဆိုကလက်ထက်တုန်းကအဲ့ဒါကိုဘာသာပြန်တာလွဲတာလားဘာလားမသိဘူးဗျဘာလဲဆိုတော့ဆင်းရဲသားပပျောက်ရေးဆိုပြီးတော့လေအားလုံးကြားလိုက်ပါတယ်နော်ဘယ်နိုင်ငံလဲပတ်သက်နေသိပါတယ်နော်ကျွန်တော်ပတ်သက်တယ်မပြောနဲ့အဲ့နိုင်ငံပတ်သက်နေယူပြီးတော့ဆင်းရဲတဲ့သူတွေကိုရော့နည်းနည်းစီရော့များစီအဲ့လိုလုပ်တဲ့ဟာရှိတယ်အဲ့တော့ဆင်းရဲတဲ့သူကိုချမ်းသာအောင်လုပ်ပေးကြတာသူကအဲ့ဒါမဟုတ်ဘူးဆင်းရဲတဲ့သူကိုပျော်အောင်လုပ်ပေးရမယ်ဆင်းရဲတဲ့သူဘယ်ချင်းပျော်လဲဗျဘယ်ချင်းပျော်လဲဆိုတော့ကျွန်တော်တို့ကဘယ်ချင်းပျော်လဲဆိုတော့ရှင်းနေဆင်းရဲတဲ့သူဥပမာဒီနိုင်ငံကသူတွေဆိုရင်ဗျာခင်ဗျားတို့ဂူယထာစီမယ်ဗျာကားစီမယ်ဘယ်သူမှဒါဒုက္ခလို့မထင်ဘူးလေဟုတ်တယ်မလားကအေးစစ်ကောင်းမှမစီနော်ကျွန်တော်တို့နိုင်ငံမှာမနေ့မိုးလင်းတာနဲ့ဘတ်စကားစီးရမယ်ဆိုဒုက္ခတကယ်လောကငရဲဘတ်စကားစီးရခြင်းကိစ္စဟာအဲ့တော့အဲ့ဒါကိုလွယ်အောင်လုပ်ပေးလိုက်တယ်အဲ့ဒုက္ခကိုရှင်းပေးလိုက်အဲ့ဒါမျိုးဥပမာအခုလောလောဆယ်ကိုဖြိုးမင်းသိအဲ့ဒီဒုက္ခကိုရှင်းမယ်ဆိုပြီးတော့စနစ်တစ်ခုနဲ့ဘတ်စကားလိုင်းတွေလုပ်တယ်ကောင်းတယ်မကောင်းတယ်ကျွန်တော်မဝေဖန်ခြင်းเนาะဒါပေမဲ့ तू မူလမကောင်းတာကိုကောင်းအောင်လုပ်ပေးခြင်းနဲ့ဆိုတဲ့စိတ်အဲ့ဒါကိုပြောချင်တာအဲ့တော့အစိုးရကောင်းတဲ့မြစ်တီဟာအဲ့ဒီအောက်ဆုံးလွှာကလူတွေကိုဘာပြောလဲဆိုပျော်အောင်လုပ်ပေးတယ်ဆိုတော့စိတ်မဆင်းရအောင်လုပ်ပေးတယ်ပေါ့ဗျာပျော်အောင်ဆိုတာတဲ့စိတ်မဆင်းရအောင်လုပ်ပေးတယ်အဲ့တော့လေလေး2ဧက3ဧကလုံနေရွာလူကလည်းစိတ်မဖြောင်းဘူးဗျဘယ်နည်းများငါလေခွဲထဲဘာစီမံကိန်းညာစီမံကိန်းဆိုဆိုင်းမို့လာထောင်မလဲဆိုတာကြောက်တယ်အဲ့ချိန်ကျရင်ငတ်ပြီလေဘာမှမရှိတော့အဲ့လိုမဖြစ်အောင်လုပ်ပေးရ
အဲ့လိုမဖြစ်အောင်ဆိုအကုန်လုံးအဲ့လိုမဖြစ်တဲ့အချက်ကတစ်ချက်တည်းပဲရှိတယ်အဲ့ပြည်သူတွေအခြေခံကြတဲ့ပြည်သူတွေစိတ်ချလက်ချဖြစ်အောင်ဘယ်ချိန်မှာဖြစ်တယ်ဘယ်ချိန်မှာပျော်လဲပေါ့ဗျာသူစကလုံးရဆိုဘယ်ချိန်မှာပျော်လဲဆိုရင်လုံခြုံမှုရှိတဲ့အချိန်မှာပျော်ပါတယ်ဘဝလုံခြုံမှုရှိရင်ပျော်တယ်ဘဝလုံခြုံမှုဘယ်ချိန်မှာရှိလဲလို့ထပ်မေးရင်တဲ့တစ်ချက်တည်းပဲတဲ့အဲ့ဒါနိုင်ငံမှာတရားဥပဒေစိုးမိုးမှုရှိရင်အဲ့လူတွေပျော်တယ်တရားဥပဒေစိုးမိုးမှုမရှိရင်မပျော်ဘူးဒါသုတ္တစာပေရပေးရနော်တစ်နံပါတ်2ကအဲ့ဒီတနိုင်ငံလုံးမှာရှိတဲ့ကလေးလူငယ်တွေရဲ့ပညာရေးကတပြေးညီတိုးတက်ရမယ်နံပါတ်3ကအစိတ်စိတ်အမောမှာကွဲပြားနေခြင်းသည်မရှိတယ်ဆိုတော့သူကငြိမ်းချမ်းရမှာပေါ့ဗျာအဲ့3ချက်ခုန6ချက်ထဲမှာအဲ့3ချက်ပါနောက်3ချက်ကတော့အခွန်ခတွေပါတယ်ညာထားလိုက်ပါတော့နော်အဲ့3ချက်အဲ့ဒါနဲ့တက်ကြိုက်နေတဲ့ဇာတ်စာပေရှိတယ်ဗျာအံဟောစာသိကောင်းတယ်ဒီသုဒ္ဓနဲ့ရတ္တနဲ့ဘာလို့တတူနေတာလဲဆိုအဲ့ဒီရတ္တစာပေကဘယ်တော့ကထုတ်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့အိန္ဒိယနိုင်ငံကဗျာဆရာကြီးရဗင်ဒနာတကူအကုန်လုံးသိတယ်နော်တကူပေါ့နော်အဲ့ဒီဆရာကြီးကသူ့နိုင်ငံလွတ်လပ်ရေးမရခင်မှာကြည့်ပြီးတော့စိတ်ပြက်ပြီးတော့ရေးခဲ့တာဗျလွတ်လပ်ရေးရတာသူတို့ကကျွန်တော်တို့တစ်နှစ်ပဲစောတယ်49မှာရတယ်49မှာရတော့သူကသူ့နိုင်ငံကြည့်ပြီးတော့ငါနိုင်ငံအရင်မှောင်တယ်ပေါ့နော်ဟိုလွတ်လပ်ရေးလည်းမရသေးဘူးတော်တော်များများကဥပဒေစိုးမိုးမှုမရှိပါပေါ့နော်အဲ့ဒါကြည့်ပြီးတော့တနေ့မှာငါနိုင်ငံဟာဒါရဆို9ပိုက်ရေးပါတယ်ကြပြမှာ9ပိုက်ရေးပါတယ်အဲ့ဒါတွေပြည့်စုံတဲ့နေ့ငါနိုင်ငံလင်းမယ်တဘောတော့အဲ့ဒါတွေမရှိလို့ငါနိုင်ငံအခုမကောင်းဘူးအဲ့ဒါရှင်ကောင်းမယ်အဲ့ဒီကြပြတကဘာလုံးပြန့်သွားပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီ9ပိုက်ကတဲ့နိုင်ငံတနိုင်ငံကောင်းလားမကောင်းလားတနေ့ပဲနိုင်ငံတနိုင်ငံမှောင်လားလင်းလားတိုင်းလို့ရတယ်ပေတံ9ချောင်းဖြစ်သွားတယ်ပြီးတော့တကောင်းစရာဒို့အိန္ဒိယလို့ပေးထားတယ်အဲ့ဒီဟာဘယ်လိုပြောဇာတ်စာပေတွေကိုတိုင်းတဲ့အချိန်မှာဇာတ်စာပေကောင်းလားမကောင်းလားတိုင်းလို့ရှိရင်အခြေခံတိုင်းတာနှစ်ချက်ထဲနဲ့တိုင်းတယ်တစ်က time နဲ့ space ကာလဒေတာဘယ်လောက်ကြာအဲ့ဒီဇာတ်ခံစားလို့ရရမယ်ဒေတာဘယ်လောက်ကွဲခံစားလို့ရရအဲ့ဒါကြီးကဘာပြန့်သွားတဲ့အချိန်မှာတကဘာလုံးကအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကဒို့မြန်မာလို့တက်လိုက်ရင်ကျွန်တော်မြန်မာနိုင်ငံမှောင်လားလင်းလားဒီမှာဒို့အင်ဒိုနီးရှားဆိုရင်အင်ဒိုနီးရှားမှောင်လားလင်းလားခင်ဗျားတို့ဒို့စင်ကာပူဆိုစင်ကာပူတိုင်းအကုန်လုံးတိုင်းလို့ရတဲ့ပြည်နယ်9ချောင်းဖြစ်သွားတယ်အဲ့ဒါကိုဆရာဆိုဂျီကဘာသာပြန်ထားတယ်ဘာသာပြန်တဲ့နေရာမှာသူကကြပြအနေနဲ့သုံးတာမဟုတ်ဘူးဗျဆောင်းမတစ်ပုတ်ရေးတယ်အိန္ဒိယဇာပေခစ်တဲ့နီတန်းဆိုအဲ့ဒီဆောင်းမထဲမှာဒီကြပြကိုထည့်သုံးတယ်ကောင်းစင်ကဒို့အိန္ဒိယလို့ပြန်တဲ့လူ2ယောက်3ယောက်ရှိတယ်အခုကျွန်တော်ရွတ်ပြမဲ့စာသားတွေကဆရာစောကြီးဘာသာပြန်တဲ့စာသားသူကနံပါတ်မထိုးအရေးကြီးဆုံးထစ်ကတင်ထားတယ်ပေါ့နော်အဲ့မှာဗာရေးထားလဲဆိုအကျင့်ရ၌ကျင့်ရဆိုနိုင်ငံတနိုင်ငံကိုပြောချင်တာအကျင့်ရ၌စိတ်ဓာတ်တို့သည်ကြောက်ချင်းကင်း၍ဥကောင်းတို့သည်မော့လျက်ရှိဒါဆရာစောကြီးရေးတာကျွန်တော်တို့အရာစကားနဲ့လွယ်လွယ်မှတ်ချင်အဲ့ဒီနိုင်ငံမှောင်လားလင်းလားတိုင်းရင်အဲ့ဒီနိုင်ငံပြည်သူတွေကြောက်တရားမရှိဘူးတဲ့အဲ့ဒါဆိုလင်းနေပြီနည်းနည်းတော့ကြောက်တယ်ကွာနည်းနည်းတော့မှောင်သေးတယ်ကျွန်တော်တို့ဆိုအများကြီးကြောက်တယ်အများကြီးမှောင်တယ်ဒါအဲ့တော့ခင်ဗျားတို့ဒီစင်ကာပူမှာဘလူးကြောက်ရတယ်အဲ့ဒါဘလူးမှာကြောက်စရာမလိုဘူးဆိုကျွန်တော်တို့မှာဟိုယာယီမှုလည်းကြောက်ရတယ်ဗျာရက်ွက်အုပ်ချုပ်မှုလည်းကြောက်ရတယ်ဗျာအဲ့လိုကြောက်စရာတွေများလာရင်အဲ့ဒါမှောင်တာပဲအဲ့တော့နံပါတ်1အကြောက်တရားနဲ့နိုင်ငံတနိုင်ငံမှောင်လားလင်းလားတိုင်းတယ်အဲ့မှာတခုအဟောစာသိကောင်းတာအကြောက်တရားစောစောကျွန်တော်ပြောပြီးနော်ကိုဖိုးလုံးတော့အကြောက်တရားကြီးမနေဘူးတဲ့အကြောက်တရားကြီးလာတဲ့အချိန်မှာအမုန်းတရားဖြစ်သွားတယ်အမုန်းတရားကြီးလာရင်စစ်ပွဲဖြစ်တယ်အဲ့ဒါကြောင့်နိုင်ငံတနိုင်ငံကိုချင်းကြောက်နေတာအကြောက်တရားပဲခုနဒုတိယတတိယကတော့ပညာရေးနဲ့ဉာဏ်ရေးအတူတူပဲဟိုဘက်ဒီဘက်အောက်မှာ3ချက်ထပ်ရှိအဲ့ဒါထားလိုက်တော့ခုနအကြောက်တရားကိစ္စရှင်းအောင်အဲ့တော့ကြောက်တယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ကြောက်တယ်ဆိုဟာကြောက်တာဘာမှမဖြစ်ပါဘူးလို့မပြောနဲ့အဲကြောက်တာအဓိကပဲအကြောက်တရားကနေပြီးတော့အမုန်းတရားဖြစ်တယ်အမုန်းတရားကနေပြီးစစ်ပွဲတွေဖြစ်တယ်အခုဒီနေ့ဒေါ်ဆန်းစုကြည်21ပင်တော်ညီလာခံလုပ်တယ်ဘာလို့စစ်ပွဲတွေဖြစ်တာလဲအဲ့ဒီစစ်ပွဲတွေဘာလို့မငြိမ်းချမ်းချင်တာလဲအဲ့ဒါအကြောက်တရားနေပြီးတော့မှအမုန်းတရားတွေဖြစ်တာအမုန်းတရားနေစစ်တွေဖြစ်တယ်ဥပမာတစ်ခုကျွန်တော်ပြောပြမယ်မကြောက်လို့စစ်တိုက်နေတာကွာသူတို့ဘယ်မှာကြောက်လို့လဲလို့မပြောနဲ့နော်ပြောတဲ့အကြောက်တရားကိုကျွန်တော်ရှင်းပြကျွန်တော်လွန်ခဲ့တဲ့2နှစ်လောက်ကကိုဟင်းနဲ့ကျွန်တော် ਨੇ အဲ့ဒီမြကျနာတော့ဗမော်တို့ဘက်ကကချင်စစ်ရှောင်းစခန်းတွေရောက်တယ်ဗျ
ကျောင်းတော်အဲ့မှာခတ်တော်တို့ပြောမယ်ဆိုတော့ကလေးလေးတယောက်ပြသေကနီးနေ last minute ပေါ့နော်အဲ့ကလေးလေးတန်းရတယ်နဲ့အဲ့ဒီ camp တောင်ဝင်ကကျွန်တော်တို့ခေါ်သွားပြီးရှင်းပြတယ်အတူတူပြောအောင်တော့သူတို့ရွာမှာစစ်ဖြစ်တယ်အဲ့ရွာသားတွေသေတယ်ရွာမီးလောင်တိုက်ကြပါတယ်ပြီးတော့အဲ့ဒီကလေးလေးနေတဲ့စာသင်ကျောင်းကမီးလောင်သွားတယ်မီးလောင်တဲ့အချိန်မှာကျောင်းတက်နေတဲ့အဲ့ကလေးလေးပြေးထွက်လာတယ်ကံလို့ဆိုရွာထဲကနေပြီးတော့အမေအမရဲ့သူ့ကိုတွေ့ပြီးတော့လက်ဆွဲခေါ်သွားတယ်အဲ့တော်ရဲဝင်အပြေးမှာလမ်းမှာနေမယ်အဖေအမေအမရဲ့သူ့ရှိမှတယ်သူ့ရဲ့နဲ့လဲပြီးသေသွားတယ်အဲ့ဒီကလေးမှာတန်ချက်တွေနဲ့လဲကြသွားတယ်မသေးဘူးရွာထဲကသူ့ဆွေနီးမျိုးဆက်တွေကတွေ့လို့ကလေးလေးပွက်ချီလာပြီးတော့ဒီရောက်တယ်အခုသေတော့ဒါကျွန်တော်တို့တွေ့ခဲ့တာအဲ့တွေ့တဲ့အချိန်မှာရသစာပေရဲ့အဓိကအဲ့တွေ့လိုက်တာဘာလဲဆိုရင်အဲ့ဒါတကယ် reality ပေါ့နော်တကယ်ကျွန်တော်မြင်ခဲ့တာကျွန်တော်ပတ်ဝန်းကျင်ခက်ကပေးတယ်ကျွန်တော်ပတ်ဝန်းကျင်စစ်မဖြစ်ရင်အဲ့ကလေးအဲ့လိုမရှိဘူးအဲ့ပတ်ဝန်းကျင်အဲ့ရနေပြီးတော့ကျွန်တော်တို့ဒီထဲကိုခံစားမှုပေးတယ်အဲ့ဒါ feeling ပေါ့နော်အဲ့ဒါဝေဒနာလို့ခေါ်တယ်ဆရာစောကြီးတို့စကားနဲ့ဆိုရင်အဲ့ဒီကနေဝေဒနာပေးတယ်တဲ့အဲ့ဒီဝေဒနာကိုကျွန်တော်တို့က second thought ခေါ်တဲ့ဒုတိယတွေတစ်ခုရှာဥပမာလူတယောက်တွေ့ရင်လည်းဒီကလေးတွေ့သနာမှာပဲစိတ်ထဲမှာခံစားရမှာပဲဒါပေမဲ့ကြပြဆရာတယောက်လို့ဒုတိယတွေမတွင်းမိရင်သူရသစာပေမရနိုင်ဘူးအဲ့ဒါကိုတတိယချက်ကတော့အတတ်ပညာပေါ့ဒါပြောကြမလို့နော်ကြပြဆိုကြပြရေးတဲ့အတတ်ဝိထုဆိုဝိထုဖတ်တဲ့အတတ်ပြောချင်တာအဲ့တခုခုတွေ့တယ်ခက်ကအကုန်လုံးတမီတမျှလည်းပေးတာတညီတမျှလည်းခံစားခိုင်းတာဒါပေမဲ့အဲ့ဒီပေါ်ကနေထပ်တွေးတဲ့အတွေ့ဒုတိယအတွေ့အဲ့အတွေ့ကကျွန်တော်တို့ရသစာပေမှာအသက်ပါပဲအဲ့ဒီတကယ်ဖြစ်ပြ reality နဲ့ဒီဘက်ကအတွေ့အ creation လို့ခေါ်မှာအဲ့ reality plus creation is equal to art အဲ့လိုပြင်တာပါအဲ့ဒီမှာကျွန်တော်တွေးမိပြီးရေးပြီးတဲ့ကြပြလေးတော့ကျွန်တော်ပြောပြမယ်ကြပြတော့ကျွန်တော်ရွတ်မပြတော့အဲ့ဒီကလေးလေးကြည့်ရင်နေကျွန်တော်ကဘာတွေးမိလဲဆိုဒီကလေးလေးသေကနီးနေပြီသေကနီးဆိုရင်ကျွန်တော်တို့ဘောရဘာသာအယူဆမှာဘာလဲစိတ်ကဗျာလွင့်ပြီးတော့လောသူတွေးနေမှာပဲတွေးတော့သူဘာတွေးမလဲသူမျက်စိထဲသူလောဆယ်မြင်ရတာတွေးမှာပေါ့လောဆယ်ဆိုတာရွာမှာသူတို့စာသင်ကျောင်းမီးလောင်တယ်သူထွက်ပြေးတယ်သူ့မိနဲ့သူ့ဖေလာခေါ်တယ်သူ့မိနဲ့သူ့ဖေသူ့ရှေ့မှာနေသူ့ရဲ့နဲ့လဲကြသွားတယ်အဲ့မှာသူတနတ်တန်ရည်ထိတယ်အဲ့ထိပဲသူတွေးလို့ရမှာပေါ့နောက်ဆုံးဒါပေမဲ့ကျွန်တော်ကနောက်ဆုံးတစ်ချက်ကွန့်လိုက်တယ်သူကချင်လေးကချင်ဆိုတော့ခရစ်ယာန်ဘာသာကိုးကွယ်လိုက်မယ်အဲ့မှာဒီကနေ့နောက်ဆုံးဘုရားသခင်ကိုသူဆုတောင်းမှာပေါ့အဲ့တောင်းတဲ့ဆုကိုကျွန်တော်တွေးလိုက်တယ်သူဘာတောင်းနိုင်လဲနောင်ဘဝဆက်လူဖြစ်ခွင့်ရမယ်ဆိုရင်ကြောက်စိမ့်နဲ့တစ်မထက်သောဒေသ၌သာလူဖြစ်ခွင့်ရပါလို့ဘုရားအာမင်ပေါ့ဗျာပြောချင်တာကျွန်တော်ဘာပြချင်တာလဲအဲ့ဒီစစ်ဘာကြောင့်ဖြစ်တာလဲအဲ့ကြောက်စိမ့်နဲ့တစ်လူနေတာပဲဒါကိုကျွန်တော်ပြောချင်တာအဲ့ကြောက်စိမ့်နဲ့တစ်မရမှာဆိုတဲ့အကြောက်တရားလက်လွတ်ရမှာဆိုတဲ့အကြောက်တရားအဲ့ဒီအကြောက်တရားအမုန်းတရားတွေပွားပြီးတော့စစ်ပွဲဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဖြစ်တယ်အဲ့ဒါကောင်းပြီအဲ့အကြောက်တရားကိစ္စဆက်ပြောမယ်နော်အကြောက်တရားအဲ့ဒါကိုကျွန်တော်ကွင်းတကွင်းအနေနဲ့ပြည်တွင်းမှာတော့ကျွန်တော်ဟောပြတယ်ဗျာအဲ့ဒါဘာလဲဆိုဘိုးကျောင်းဆန်းကနော်သူ့ရဲ့ဘယ်လိုပြောမလဲအဓိကသူအဓိကကိုးခွဲတာပေါ့နော်ပြောမယ်ဆိုလို့ချင်းအဲ့ဒါသူအင်္ဂလိပ်လိုအများအားပြောတာ character နော်ကိုကျင့်တရားပြီးလို့ရှိရင် love for truth အမှန်ကိုချစ်ခြင်းအဲ့နှစ်ခုကိုကျွန်တော်ချက်မပြောရအဲ့နှစ်ခုသူဘယ်ရလဲဆိုစာဖတ်တာဗျဖိုင်ရနေပြီကျွန်တော်ဗုဒ္ဓစာပေမှာသောဏဒန္တသုတ်ဆိုတာရှိတယ်အဲ့သောဏဒန္တသုတ်ကိုဖတ်တာဗျအဲ့သောဏဒန္တသုတ်ထဲမှာဗုဒ္ဓနဲ့သောဏဒန္တပုံနာကြီးအမေးဖြစ်လို့တာအဲ့အမေးဖြစ်လို့တဲ့အချိန်မှာနော်ဘာလဲဆိုအဓိကနောက်ဆုံးကျတော့ဒီဘာသာရေးစကားနဲ့ဆိုသီလနဲ့ပညာသီလကိုကျင့်တရားပညာဆိုတာမှားတယ်မှန်တယ်ခွဲပြီးတော့ခွဲုံနဲ့မရအောင်နော်နောက်တစ်ဆင့်ရှိတယ်မှန်တာလုပ်ရရမယ်အဲ့တစ်ချက်အဲ့ဒါဟို तू ကယူလိုက်တာယူပြီးတော့ဝေဖန်ရေးဆရာတွေအဲ့ဒီခက်ကနိုင်ငံရေးဝေဖန်ရေးဆရာတွေကဲသုံးသက်ချက်ကဗိုလ်ချုပ်ကိုလိုက်မပြီးတဲ့ဘယ်နိုင်ငံသားမှလိုက်လို့မရတဲ့နှစ်ချက်ကအဲ့နှစ်ချက်ပဲကိုချင်းတရားနဲ့မှန်တာပြောရခြင်းလုပ်ရခြင်းပေါ့ဒီနှစ်ချက်အဲ့ဒီမှာကျွန်တော်ဗာထောက်ပြရတယ်ဆိုတော့ခုန तू ပြောတဲ့မှန်တာပြောရခြင်းလုပ်ရခြင်းဆိုတာဘာလဲဆိုတော့အကြောက်တရားအဲ့အကြောက်တရားပြောင်းမြန်မကြောက်တရားပေါ့နော်လူတွေဘာလို့ကျွန်တော်တို့ကနော်ပြည်တွင်းမှာစစ်ဆိုးကခစ်မှာနော်ခုနပြောတဲ့အမှောင်ဆုံးခစ်မှာကျွန်တော်ပြည်သူတွေကြောက်တယ်ဘာကြောက်တာလဲဆိုတော့မိမိနော်ကိုမှန်တာမပြောရဘူးမှန်တာမလုပ်ရဘူးဘာကြောင့်လဲဆိုတော့
ကိုယ်တိုင်အတွက်ကြောက်တယ်အဖမ်းခံသွားမှာလားအဲ့ဒါမျိုးကြောက်တယ်နော်ပြီးတော့ကိုက block ကြိုက်ကိုမိမကဝန်တန်းဆိုရင်မလှုပ်ရဘူးသူပြုတ်သွားမယ်ဟာအဲ့ဒါကိုသားသမီးဟာကျောင်းတက်နေတော့ဆိုရင်အဲ့ကျောင်းတက်နေတဲ့ကလေးဒုက္ခရောက်သွားတယ်ခြုံပြောမယ်ဆိုလို့ရှိရင်လူတွေဘာလို့မှန်တာမပြောတာလဲမှန်တာမလုပ်တာလဲဆိုရင်ကြောက်လို့အကြောက်တရားကြောင့်အမှန်တရားပျောက်အကြောက်တရားကြောင့်အမှန်တရားပျောက်ရင်အမှန်တရားပျောက်တဲ့နိုင်ငံအမှားကြီးပေါ့ဗျာအမှားကြီးဆိုရင်မလင်းဘူးပေါ့ပေါင်းတာပေါ့အဲ့ဒါကြောင့်အကြောက်တရားအရေးကြီးတယ်နော်အဲ့ဒီအကြောက်တရားဆိုတော့တခါပြောအောင်မယ်နော်အကြောက်တရားကျွန်တော်တို့ကလည်းကျွန်တော်တို့ကြောက်တာပဲကျွန်တော်ကိုယ်လေးတစ်ခုပြောပြအောင်မယ်အဲ့ဒါ88ပြီးကစားကျွန်တော်အိမ်ကိုဟိုအလုပ်ပြုတ်ပြီး88ပြီးတော့ကျွန်တော်33ချက်တွေပါတယ်အထိမမှီဘူးဗျဟိုအဲ့စိတ်ဝင်တမက်ကမှာဥက္ကဋ္ဌလုပ်တယ်ဆိုတော့ဒီရောက်နေကျွန်တော်တပည့်လေးတယောက်ရှိတယ်SCသူကအတွင်းမှုကျွန်တော်ဥက္ကဋ္ဌကျွန်တော်ထိတ်ဆုံးကအဖြုတ်ခံလိုက်ကျွန်တော်ဝင်းကြီးဌာနပါအဲ့ကိစ္စမရှိဘူးအဲ့ပြုတ်တဲ့အတွက်ကတကယ်လို့ဆိုကျွန်တော်ဝင်းသားစားသိကောင်းတယ်ဘာလို့ဆိုအဲ့အချိန်မှာကျွန်တော်မောင်ဆွေမင်းဖြစ်နေဒါကျွန်တော်အလုပ်သမားတွေနဲ့ကျွန်တော်မခွဲနိုင်လို့ကျွန်တော်ကစိုက်ရုံထဲမှာလုံနေတာအဲ့အချိန်တော့ကျွန်တော်လာကကျွန်တော်စာအုပ်တော့ရင်6000ရတယ်6000ဆိုတာအဲ့ဒီခက်ကပတ်စံနေဆိုရင်ရွှေ12ကျပ်သားရှိတယ်ကျွန်တော်အလုပ်ပြောထားအကြောင်းမဟုတ်အလုပ်ပြောဝင်မကောတပတ်အတွင်းအိမ်မှာဆင်းလဲအကြောင်းမဟုတ်ကျွန်တော်အိမ်ဆောက်ပြီးအဲ့ဒါပြဿနာမဟုတ်ပြဿနာပါလဲဆိုအိမ်ကိုနှစ်ခါဝင်ရှာတယ်ဗျနှစ်ခါဝင်ရှာတာဘာရှာတာလဲဆိုတော့စင်ပေါ်မှာရွတ်တဲ့ကြပြစာပဲအဲ့စာပဲရှာတာအဲ့ကြပြကြီးအရှိကြီးပြကျွန်တော်လည်းမရဘူးမရတော့ပေးမလို့နော်သူကြပြလာတောင်းတဲ့လူဗျာကျွန်တော်ဝင်းတော်တောင်းမှာဟုတ်တယ်မလားပေးလိုက်ချင်တာဒါပေမဲ့ခက်တာကျွန်တော်မျိုးသမီးကကြောက်လိုက်မီးရှို့ပလိုက်တယ်မီးရှို့ပြီးတော့အဲ့တော့သူကမယုံဘူးလိုက်ရှာခက်စားရေးစားအိမ်မှာစားအုပ်ကြီးပဲဗျာဘလို့ရှာလို့တွေ့မှာလဲကျွန်တော်မတွေ့ဘူးအဲ့ကြပြမှတ်မှတ်ရပြောအောင်မလွန်ခဲ့တဲ့2နှစ်3နှစ်ကြာတော့မှဒေါ်သန်းမြင့်အောင်ရဲ့အောင်ဖောင်ဒေးရှင်းမှာကျွန်တော်သွားဟောတဲ့အချိန်မှာဟိုကာတွန်းဆရာကြီးဘယ်သူလဲနာမည်ကျွန်တော်မေ့ပါပြီဗျာသူမပွင့်လို့ကျွန်တော်ကခေါ်တယ်သူသမီးကကျွန်တော်အဲ့ကြပြဆက်ပဲပြန်ပြေးတယ်ပြန်ပြီးတော့ဟာခမဘလို့ရလဲဆိုတော့သူအဖေကအဲ့ကျွန်တော်ကစင်ပေါ်မှာတက်ပြီးအဲ့ကြပြရွတ်ပြီးပြီဆိုတော့အောက်ဆင်းလာရင်မိတူကူထားတယ်ဗျာကလေးတွေကအဲ့မိတူတရွက်သူ့ဖေကစီမှာတင်ထားတာသူ့ဖေဆုံးတော့စာအုပ်တွေဖွာရင်အဲ့ဒါထွက်လာတယ်ဆိုပေးတယ်ပြီးတော့အခုကျွန်တော်အဲ့တောင်ကတဲ့နေတွေပါတယ်ဒီမှာလာမသိဘူးကျွန်တော်ထပ်ပြီးရိုက်လိုက်တယ်နောက်ဆုံးကကြပြအဲ့ဒါအရေးခင်းတော့ကျွန်တော်အိမ်နှစ်ခါလာရှာလိုက်ကြပြထားလိုက်တော့ကြပြရှာတာမပြောချင်ဘူးလာရှာပြီးတော့နောက်တစ်ခါကြတော့ဗျာအဲ့လိုပဲသူတို့ရှာရင်ဗျာ at dawn နော်သိတယ်နော်2 နာရီနောက်ပိုင်းရှာတယ်2 နာရီနောက်ပိုင်းရှာတာမနေ့4 နာရီလောက်ဗျာဘဲတွေလာတီးရောဗျာဒီတခါတော့ကွာမဖွင့်တော့ဘူးအေးပြတ်မခံဘူးရှာမရရင်နေကွာဆိုမနေ့ကျမှဆက်ဆိုပြီးတော့ကျွန်တော်မနေ့9 နာရီခွဲလောက်သူက4 နာရီလောက်တီးတာဗျာမဖွင့်ဘူး9 နာရီခွဲလောက်ကြာကျွန်တော်လမ်းထွက်လျှောက်တယ်ဗျာလမ်းထွက်လျှောက်လို့တကားဖွင့်လိုက်တော့အဲ့ဒီဝင်းတကားရဲ့ရှေ့မှာငုတ်တုတ်ကလေးထိုင်နေတာကျွန်တော်အမေဘလောက်ကြောက်လဲအကြောက်တရားနော်အကြောက်တရားရဲ့ဒုက္ခများဖွင့်လာတခုဆိုသူတို့ပဲတွေးနေတာကို့အမေလာမယ်လို့မထင်ဘူးဟဲ့ကားအစောကြီးရောက်တော့ငါဒီရောက်အောင်လားဆိုဟာဒုက္ခပဲအဲ့နေမိုးမရွာလို့နော်မိုးတွေမဟုတ်လို့ပြောချင်တာနော်အကျုပ်တရားတော်တော်ဆိုးတယ်ကျွန်တော်တို့တော်တော်ဒုက္ခရောက်တာဟုတ်ခင်ဗျားတို့စဉ်းစားလားမသိဘူးနော်စဉ်းစားမိမှာကျွန်တော်တခါတလေပြောပြစကလုံးကကြောက်ဖို့ကောင်းတယ်ဗျာတခါတလေကြာခင်ဗျာရေးတဲ့သူကတော့စကလုံးရဲ့အဖိအဖော့နော်စကလုံးကိုနည်းနည်း feeling ထားတာပေါ့ဗျာခဏစဉ်းစားကြည့်နော်ငြိမ်နေဟုတ်ပါပြီငြိမ်ပါမယ်ဆိုတော့မင်းထိုင်ငြိမ်လို့မရဘူးထငြိမ်လို့မရဘူးဘလို့ငြိမ်မလားဝစ်ငြိမ်ဝစ်ဘလောက်ထိဝစ်ရမလဲပြီးနေအောင်ဝစ်ဘလောက်ပြီးရမလဲပြားနေအောင်ခင်ဗျာကြောက်စရာကလေးကောင်းတော့စကလုံးအဖိအဖော့ကငြိမ်ဝစ်ပြီးပြားဆိုဟာတကယ်ကိုပြီးပြားပြီးတော့ခေါင်းမပြောနဲ့သပင်းတော့မထောင်နိုင်ဘူးနော်အဲ့တော့ကြောက်ခဲ့ရတာနော်အဲ့တော့ကောင်းပြီကျွန်တော်ဗာပြောချင်တာလဲဆိုတော့ဒါဒီမိုကရေစီအာရုံဦးနော်အဲ့အာရုံဦးမှာအဲ့လိုတောက်တွေစုံမှုတွေကျွန်တော်အများကြီးရှိနေတာကိုတကယ်လက်တွေ့လုပ်ပြရမှာကျွန်တော်တင်လိုက်တဲ့အဆိုကသူလုပ်ပေးလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကလောကြီးပြီးတော့မလုပ်သေးဘူးတော့ကွာဆိုတော့သူ့မှာလှုပ်ရှားတွေပွားနေလိမ့်မယ်ဗျာဘာလို့ဆိုတော့အကုန်ပျက်စီးစုပ်ပြတ်နေတဲ့ဟာကြီးကိုသူလက်ခံထားရတာဗျာနော်လက်ခံထားရတာဆိုတော့သူ့မှာလှုပ်ရှားတွေများလိမ့်မယ်အဲ့မှာကျွန်တော်ဗာပြောလို့လဲဆိုတော့ခုနလိုကြပြရေးစာရေးရဲ့မှတ်တမ်းပေါ့ဒီမှာအားလုံးတော်တော်များများသိပါလိမ့်မယ်ကျွန်တော်တို့ဖကမှာကိုအောင်စင်ထွန်းဆိုတဲ့ကျောင်းဆရာလေးအသက်က28နှစ်ပဲရှိသေးတယ်အဲ့ကျောင်းဆရာလေးစာသင်နေတာကိုမော်တော်ဆိုင်ကယ်နဲ့လူနှစ်ယောက်ရောက်လာ
ရောက်လာပြီးတယောက်ကသွားပြီးတော့စာသင်ခန်းကြီးဆွတ်ထုတ်တယ်တယောက်ကမော်တော်ဆိုင်ကယ်မှာအဲ့မှာတိလိုက်တယ်သူတို့ဒေတာရဲ့ delay ရကောင်းစင်ထုံးဒုက္ခရောက်တော့မယ်ဆရာတွေဆရာမတွေတောင်းကြီးတွေနော်တောင်းမှန်တယ်ဝိုင်းပြီးတော့ဆုံးမစရာရှိဒီမှာဆုံးမပါဘာဖြစ်တာညာဖြစ်တာပေါ့မရဘူးသူတို့ဆရာတွေ့ကျင်တယ်လာခေါ်တာအဲ့မှာတယောက်ကနေပြီးတော့ဖုန်းဆက်ပြီးတော့အုပ်ချုပ်မှုကလမ်းခေါ်လိုက်တယ်အုပ်ချုပ်မှုရောက်လာတယ်ကားနဲ့အုပ်ချုပ်မှုကားနဲ့ရောက်လာပြီးတော့ကျွန်တော်အုပ်ချုပ်မှုပါကျွန်တော်တောင်းယူပါတယ်ဘာလို့ဖြစ်ချင်တာလဲဘယ်လိုတောင်းမှမလဲဘာညာမရဘူးအဲ့မှာသူဆရာပဲသူကတွေးချင်တယ်ပြောတယ်အဲ့တော့နောက်ဆုံးအုပ်ချုပ်မှုကအဲ့ဆိုရတယ်ကျွန်တော်ကားနဲ့ကျွန်တော်ခင်ဗျားဆိုင်ကယ်နဲ့ရှေ့ရတော့ကျွန်တော်လိုက်ခဲ့မယ်မရဘူးဆိုင်ကယ်နဲ့ခေါ်ခဲ့ပါပြောတယ်ခင်ဗျားမတင်နိုင်ရင်နောက်ကကားနဲ့လိုက်ခဲ့နောက်ဆုံးအဆင့်ကညှိလို့ရတာဒါပဲအဲ့တော့အဲ့ဒီကိုအောင်စင်ထုံးအလယ်မှာထားပြီးတော့မော်တော်ဆိုင်ကယ်နဲ့လူ3ယောက်ထပ်သွားတယ်အဲ့ဒီနောက်ကအုပ်ချုပ်မှုကကားနဲ့လိုက်တယ်ခဏကြာတော့မျက်ခြေပြတ်သွားတာကားမောင်းလို့မရတဲ့နေရာလမ်းကနေဝင်သွားတယ်ပြန်တွေ့တဲ့ခါမှာနှစ်ထင်ကိုတနတ်မှန်ပြီးသေနေတွေ့တာဒါဒီနေ့အာယုံကြိုတဲ့ကာလမှာတောက်ရဆုံးမှုမရှိတဲ့အတွက်ကျောင်းဆရာလေးတယောက်အဲ့လိုဖြစ်တယ်အဲ့ဒီကိစ္စကိုကျွန်တော်အဲ့နေ့ကကြပြတပုတ်ရေးပြပါတယ်ဒါစောစောကလွတ်လပ်ရေးရပြီကဇမှာဆရာကြီးမှတ်တမ်းတင်တယ်လို့ဒီကြပြလေးဟာတနေ့ကြလို့ရှိရင်ဒီကာလရဲ့မှတ်တမ်းတစ်ခုဖြစ်နိုင်ပါတယ်အဲ့ဒါလေးနားထောင်ကြည့်ကြပြကောင်းစဉ်ကသင်္ကန်းစာအသစ်သင်္ကန်းစာအသစ်လို့ကျွန်တော်ပြောချင်တာအဲ့ဒီကိုအောင်စင်ထွန်းသူ့တပည့်တွေကိုနောက်ဆုံးသင်ပေးသွားတဲ့သင်္ကန်းစာအသစ်လို့ကျွန်တော်စိတ်ထဲအဲ့လိုခံစားပြီးတော့တောက်ရေးပါတယ်သူကျူးလွန်ခဲ့တဲ့အပြစ်ဟာနာသုံးနာနဲ့ဆရာပိတခဲ့တာပါပဲကျုံးငှက်တွေပြန်တန်းငြိမ်းချမ်းရေးဆိုတာမေတ္တာတရားကိုအခြေခံကြီးစံနေမလို့တဲ့အကြောင်းသူကောင်းကောင်းသင်ပေးခဲ့ဘူးမှာပါအကြောက်တရားဆိုတာအမုန်းတရားအဖြစ်ကူစစ်ပွဲတွေဖြစ်ခဲ့ဘူးတဲ့အကြောင်းသူကောင်းကောင်းပြောပြပေးခဲ့ဘူးမှာပါပန်းကလေးတွေဖူးဖို့နူးညံ့တဲ့သူ့လက်နဲ့ဆိုးကက်တွေကိုဖယ်ရှားသူ့နှလုံးသားမှာအနာတရားတခါမကနှစ်ခါမကပွေဖက်ခဲ့ဘူးမှာပါအဲ့ဒီကျောင်းဆရာလေးရဲ့အပြစ်တွေနဲ့ထိုက်တန်တာကြည်စံမှတပါတခြားမရှိရောလေသလားကွယ်ကျောင်းဆရာလေးရဲ့နှထင်ဖောက်ဝင်သွားတဲ့ကြည်စံတနိုင်ငံလုံးမှာရှိတဲ့ဆရာဆရာမအားလုံးရဲ့နှလုံးသားကိုထိမှန်ခဲ့မြန်မာနိုင်ငံရဲ့အနာဂတ်ကိုထိမှန်ခဲ့တန်ရာကျက်ဖို့ဆိုတာငြိမ်းချမ်းရေးရဖို့ကာလတွေလောက်တော့ကြားခြင်းကြားပေမပေါ့ကဲမြေပြူတစ်ချောင်းမောင်းပြန်တလက်အနာဂတ်အတွက်ရွေးဖို့ကလေးတို့ရဲ့နှလုံးသားမှာဆရာလေးပြီးခဲ့တဲ့နောက်ဆုံးသင်ခန်းစာပေါ့ကွယ်အဲ့ဒီဆရာလေးကဗျာသေပြီးလို့မှတလမပြည့်သေးဘူးအကုန်လုံးသိပါတယ်နော်ဥကိုနီကနေရာတော့လွဲတယ်နောက်စီဆရာလေးကနှစ်ထင်ဥကိုနီကနောက်စီနောက်တစ်ခေါက်ရင်ဘတ်တွေဘာတွေလာတော့မယ်အဲ့တော့ဥကိုနီသေသွားတဲ့ကိစ္စကလည်းဒါသူတောက်တဲ့သေတာမဟုတ်ဘူးဗျတနိုင်ငံလုံးမှာရှိတဲ့ငြိမ်းချမ်းရေးလိုချင်တဲ့သူတွေအကုန်လုံးအတွက်ဒါအသက်ခံလိုက်ရတာပဲအဲ့ဒီကိစ္စနဲ့ပတ်သက်လို့လည်းကျွန်တော်ကြပြတော့ရေးပြသွားပါတယ်နော်ဒါဒီကာလရဲ့တရားဥပဒေစိုးမိုးမှုမရှိတဲ့တက်သေးတွေပါနော်အဲ့ဒီမှာသွေးတစ်ဆက်ဆိုပြီးတော့ကျွန်တော်ကြပြရေးပြပါတယ်အဲ့ဒါလေးဆက်နားထောင်ကြည့်ပါသွေးတစ်ဆက်ဟာမြန်မာပြည်အလင်းအတွက်ကဘာမကြီးသချင်းနဲ့လူတို့ကိုနှုတ်လိုးလိုက်တယ်နှုတ်လှုပ်နှိုးလိုက်တယ်သွေးတစ်ဆက်ဟာမြန်မာပြည်အလင်းအတွက်ကဘာမကြီးသချင်းနဲ့လူတို့ကိုလှုပ်နှိုးလိုက်တယ်
သွေးတစ်စက်ဟာရှေးဆက်သမိုင်းတိုင်းပြည်ကိုရောင်းစားသူအာဏာကိုမစွန့်ကျင်တဲ့သူတွေရဲ့အကြောက်တရားကိုအထောက်အထားတစ်ခုဖြစ်စေခဲ့တယ်သွေးတစ်စက်ဟာရှေးဆက်သမိုင်းတိုင်းပြည်နဲ့တိုင်းပြည်ရဲ့ရန်သူနဲ့ပြည်သူတွေရဲ့အကြားစီးချတတ်မှတ်ပေးလိုက်တယ်အဲ့ဒီသူရဲကောင်းတို့ရဲ့သွေးနီဆွေးဆွေးအယောင်ဖျားအာယုံဟာပိုပြီးလင်းလက်ဒီမိုကရေစီမနေ့ကိုကြိုလိုက်ပါတယ်အဲ့တော့ကျွန်တော်ယူဆရတော့အာဇာနည်တွေသွေးမြေကြတိုင်းအဲ့ဒီသွေးတွေဟာအာယုံဦးကိုပို့ပြီးတော့အလင်းရအောင်လောင်းပေးနေတယ်လို့စိတ်ထဲမှာအဲ့လိုယုံကြည်ပြီးဒီကြွားကိုရေးပါတယ်အဲ့တော့စောစောအကြောက်တရားပြန်ပြောရင်ကျွန်တော်ပြည်သူတွေကိုကြောက်အဲ့ကြောက်တဲ့အချိန်မှာနော်တခုတော့ရှိတယ်ဗျကျွန်တော်တို့ကြောက်တာမဟုတ်ဘူးအာနာရှင်ကလည်းကြောက်တယ်ကြောက်တရားကျွန်တော်တို့ကြီးကြောက်တယ်ပဲထင်နေတာနော်ခုနကကျွန်တော်အမေကျွန်တော်ထွက်မကြုံနိုင်တာဒါကျွန်တော်ကြောက်တာကျွန်တော်ပြည်သူတွေကြောက်တာမဟုတ်ဘူးသူတို့ကပိုကြောက်တယ်တဲ့သူတို့ကဘာကြောက်တာလဲဆိုတော့နှစ်ချက်ပဲတဲ့တခုကမတရားသိမ့်ပိတ်ထားတဲ့အာဏာဆွန့်လွှတ်မှာကြောက်တယ်နောက်တစ်ချက်ကမတရားသိမ့်ပိတ်ထားတဲ့စီစဉ်ဥစ္စာလက်လွတ်မှာကြောက်တယ်အဲ့ဒီအကြောက်တရားတွေကြောင့်သူလည်းမှန်တာမလုပ်ဘူးမှန်တာမပြောဘူးအဲ့တော့ကျွန်တော်နိုင်ငံအောက်ကလည်းကြောက်လို့မှန်တာမပြောမှန်တာမလုပ်အပေါ်ကလည်းကြောက်လို့မှန်တာမပြောမှန်တာမလုပ်အဲ့တော့ဘယ်လိုလုပ်ပြီးတော့အမှန်ကိုရှာမှာလဲကျွန်တော်နိုင်ငံထဲမှာအဲ့တော့အခုကျွန်တော်တို့အစရောက်တဲ့အချိန်မှာဒီမှာတစ်ချက်ပြောအောင်နော်အဲ့ဒီအကြောက်တရားတွေကင်းဖို့ခုနကျွန်တော်ပြောပြီးပြီနော် theory ရအစိုးရလုပ်ပြရမှာပါလေအစိုးရကတရားဥပဒေစိုးမိုးမှုရှိအောင်လုပ်ပြရဒါအစိုးရတာအဲ့တော့ကျွန်တော်တို့ပြည်သူတွေမှာတာဝန်ရှိဘူးလားတဲ့ဆိုပြည်သူတွေမှာလည်းတာဝန်ရှိတယ်တဲ့အဲ့ဒီအကြောက်တရားကိုမကြောက်အောင်ကိုယ့်ဟာကိုလုပ်ပေးလို့ရတယ်အဲ့ဘယ်လိုလုပ်မလဲဆိုတော့မကြောက်အောင်လိုအပ်တာတစ်ခုတည်းပဲတဲ့အဲ့ဒါတတ္တိလိုတယ်တဲ့အဲ့တော့တတ္တိဆိုတာဘာလဲဆိုတာပေါ်လာအဲ့တတ္တိဆိုတာဘာလဲဆိုရင်တဲ့ဘာမှမထူးဆန်းဘူးတဲ့အဲ့ဒါမန်ဒရဲလာပြောတာမန်ဒရဲလာကဘာပြောလဲဆိုတော့တတ္တိဆိုတာတဲ့လူတိုင်းလှုပ်ယူလို့မွေးယူလို့ရတယ်သူကတတ္တိကောင်းတယ်ငါမကောင်းမဟုတ်ငါလည်းသူ့လိုကောင်းရင်လှုပ်လို့ရတယ်အဲ့တတ္တိဆိုတာဘာလဲဆိုရင်တဲ့လူတိုင်းမွေးလာတဲ့အကြောက်တရားပါလာတယ်ကြောက်တဲ့စိတ်ပါလာအဲ့ကြောက်တဲ့စိတ်ကိုမှန်တာပြောဖို့မှန်တာလုပ်ဖို့လိုအပ်တဲ့အချိန်မှာဖြစ်လာတဲ့ကြောက်ချင်းဆိုတဲ့အကြောက်စိတ်ကိုဖယ်လိုက်အဲ့ဒါတတ္တိပဲထပ်ပြောမယ်ဆိုရင်เนาะကျွန်တော်တို့ပြောဖို့ဆိုဖို့လုပ်ဖို့ကြင်ဖို့ကြောက်လာရင်အဲ့ဒါဘေးဖယ်ပြီးတော့မှန်တာပြောမယ်မှန်တာလုပ်တယ်ဆိုရင်အဲ့ဒါကိုတတ္တိလို့ခေါ်တယ်အဲ့တော့တခါတော့ဘာထပ်ပေးလဲဆိုတော့အဲ့တတ္တိဘယ်ဟာရလဲကျွန်တော်သူများမကြောက်သူကိုလည်းမကြောက်ချင်ဘူးပေါ့မကြောက်ချင်တတ္တိလို့တယ်ဟုတ်ပြီအဲ့တတ္တိကိုဘယ်ရှာရမှာလဲဒါရှာတဲ့နည်းပါပေးထားတယ်တတ္တိရတဲ့ထွေထူးသောရှာမနေနဲ့တဲ့တတ္တိဆိုတာသီလကတတ္တိကိုမွေးပေးတယ်သီလရှိရင်တတ္တိရှိတယ်သီလမရှိရင်တတ္တိမရှိဘူးအဲ့တော့နည်းနည်း complain လုပ်စားရှိတော့ဗောနော်ဆရာလည်း5ပါးသီလ10ပါးသီလ9ပါးသီလ10ပါးသီလအဲ့ဓာတွေသာမြဲနေရင်ဆရာတတ္တိမကဘူးသောတာပန်လည်းဖြစ်နေတယ်ဓမ္မတဖို့ထွေးတော့ရောက်နိုင်သေးတာပဲလို့အဲ့လိုပြောမှာပေါ့နော်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကနားလည်မှုနည်းနည်းလွဲနေတာဗုဒ္ဓဟောခဲ့တဲ့သီလ2မျိုးရှိတယ်ဝရိတ္တသီလနဲ့ဇာတိတ္တသီလဝရိတ္တသီလဆိုတာသူကပါဠိလိုပြောတာကရှောင်အပ်သောသီလအဲ့ဒါ5ပါးသီလ10ပါးသီလ9ပါးသီလ10ပါးသီလဟုတ်တာပေါ့နော်အဲ့ဒါတွေကျွန်တော်တို့လုံးနိုင်ရင်သူတော်စင်တွေဖြစ်သွားပြီအဲ့ပုထုဇဉ်ကနည်းနည်းဝေးတာပေါ့နော်အဲ့ဒါကတော့ပစိုးကဲ့သို့ခဏပြင်ဝတ်တာပေါ့နော်မမြဲဘူးသူကအဲ့လိုသီလမျိုးအဲ့တော့ပုထုဇဉ်အတွက်တကယ်လိုအပ်တာဘုရားအောင်ဆန်းခုနပြောခဲ့တဲ့ character ဆိုတဲ့ကိုကျင့်တရားသည်ဇာတိတ္တသီလကိုပြောတာဇာတိတ္တသီလရဲ့အဓိပ္ပာယ်သည်ဘာလဲဆိုတော့မိမိကိုကြိုးမပါတော့အများကြိုးလောက်တာဇာတိတ္တသီလအဲ့တော့ဒါပြန်စဉ်းစားကြည့်တော့ဟုတ်တာပေါ့နော်ကိုကြိုးမပါဘူးသူများကြိုးတွေပဲလှုပ်နေတယ်ဆိုတဲ့ကကိုလိပ်ပြသိမ့်တန့်တယ်လေလိပ်ပြသိမ့်တန့်တဲ့သူတယောက်လိပ်ပြဖြူတဲ့သူတယောက်ဘာမှကြောက်စရာမရှိတော့ဘူးလေကြောက်တရားမရှိတော့ဘူးမှန်တာပြောရဲတယ်မှန်တာလုပ်ရဲတယ်ဘာလို့လဲဆိုတော့ကိုကမတရားသိမ်းထားတဲ့မြေတွေလည်းမဟုတ်ဘူးအဲ့ဒါတွေလည်းမရှိဘူးမတရားယူထားတဲ့ကြောက်ဆိုင်လုံးကြီးလည်းမရှိဘူးအဲ့အတွက်အေးစေပဲညလည်းအိပ်ပြောတယ်နော်အဲ့ဒါသီလအဲ့ဒီဇာတိတ္တသီလကနေပြီးတော့အခုနတတ္တိကိုပေးတယ်အဲ့တတ္တိကနေပြီးတော့
အမှန်ပြောရခြင်းအမှန်လုပ်ရခြင်းဖြစ်တယ်ဒီနေရာမှာတော့အချိန်နဲ့ရလို့ဒီစာရိတ္တသီလဘိုးကျောင်းဆန်းဘာလို့အဲ့လိုပြောတာလဲအရင်အဲ့ကောင်အရေးကြီးတယ်အဲ့တော့ကျွန်တော်တို့မနှစ်ကအမေရိကကိုဗျဟောပြောပွဲရောက်တယ်ဥဖုံးရဲ့ကျွန်တော်ရဲ့ညီမင်းညို့ရောက်တော့အဲ့ဒီမှာဗာဂျီးနီးယားမှာThomas Jefferson ရဲ့အိမ်ကြီးကပြကန်းလောက်ထားတယ်အဲ့ပြကန်းတက်ကြည့်ရင်ကျွန်တော်စာအုပ်တော့ဝယ်လာသူ့ကြောင့်ရေးထားတော့အဲ့မှာတော်တော်အံ့ဩစရာကောင်းတာတွေ့တယ်ဗျဒါဆို Jefferson ကသူနိုင်ငံရေးသမားမဟုတ်ဘူးဗျနိုင်ငံရေးသမားမဟုတ်ဘူး तू ကစီးပွားရေးသမားမီလီယံနာကြီးအဲ့ဒီမီလီယံနာကြီးကဘာဖြစ်လို့နာမည်ကြီးလာလဲဆိုတော့စာရန်ဖတ်တာစာဖတ်တော့အမေရိကန်နိုင်ငံလွတ်လပ်ရေးရမယ်ဆိုတော့လွတ်လပ်ရေးကျင်ညာစံရေးခိုင်းတော့သူ့ဦးစီးရေးခိုင်းတာသူကစာဖတ်နာလို့ရေးခိုင်းတော့မှအဲ့ဒါကြီးကပေါက်သွားတော့တစ်ကမ္ဘာလုံးကသူ့နာမည်သိပါသူ့နာမည်လည်းသိသွားတော့နော်လူကြိုက်များတယ်ပေါ့နော်ပထမသမ္မတဒုတိယသမ္မတတတိယသမ္မတရွေးကနေကြတော့သူ့ကိုပြည်သူတွေကဝင်ရွေးပါဆိုပြောတာကဝင်ပါပြောတော့အံ့ဩစာသိကောင်းတာတော့နှစ်ချက်တောင်းတယ်ငါ့ကိုသမ္မတရွေးသိခြင်းနဲ့ငါမင်းတို့ကိုနှစ်ချက်ပြောမယ်အဲ့နှစ်ချက်လက်ခံရွေးမယ်နံပါတ်1ဘာသာပြောလဲဆိုတော့မင်းတို့နိုင်ငံကမှလွတ်လပ်ရေးရတယ်ပတ်စံမရှိသေးဘူးငါသမ္မတဖြစ်ရင်လာကတပြားမှမပေးနဲ့ဟာကဲဖတ်ကြည့်နော်ဖတ်ကြည့်တဲ့အခါမှာမှားနေလားဆိုအခေါက်ဖတ်ရတယ်ဘာလို့ဆိုကျွန်တော်တို့ကမြန်မာ mindset နဲ့ဖတ်ထားဗျနော်ကျွန်တော်အဲ့အချိန်ကြီးမှာနားလဲပြန်ကြားနေဟိုလွတ်တော်မှာသမ္မတလာစာ350ထပ်တိုးပေးပါနဲတယ်ဆိုတောင်းတာလေကြားဘူးရမလားအဲ့တော့ဟာသမ္မတလာစာ350နဲတယ်ဆိုတောင်းတဲ့နိုင်ငံကလူရဲ့ဒီအတိအဒီသမ္မတကဘာပြောမယ်ငါတပြားမှမပေးနဲ့ဆိုဟုတ်ပါမလားပေါ့နော်ငါတပြားမှမပေးနဲ့တဲ့မင်းတို့နိုင်ငံကဆင်းရဲတယ်နံပါတ်2ကမင်းတို့နိုင်ငံတိုးတက်ဖို့ပညာရေးငါစိတ်ကြိုက်လောက်ခွင့်ပေးတယ်အဲ့နှစ်ခုအဲ့ခတ်တို့ပြောမယ်ဆိုရင်ဗျာ၄နှစ်တက်တန်းအရန်အောင်မြင်တယ်နောက်၄နှစ်၈နှစ်တိတိသမ္မတလောက်သွားတယ်အဲ့၈နှစ်တိတိသမ္မတလောက်သွားတဲ့မီလီယံနာကြီးနော်၈နှစ်လဲသမ္မတပြီးရောအဲ့နိုင်ငံအတွက်သူလှုပ်လိုက်တာသူပတ်စံနေကုန်တဲ့အပြင်သူမိတ်ဆွေမီလီယံနာတွေစီကပတ်စံနေချီပြီးလုံလုံအားကြီးလို့အကျွေးတွေပြန်ဆက်တာနောက်ဆုံးအိမ်ပြုတ်သွားတယ်ဗျာပြောမယ်ဆိုရင်အဲ့ဧက100ကျော်ကျဲတဲ့ channel အိမ်ကြီးကိုလေးလံတင်တာလေးလံမအောင်ငင်မှာသူဆုံးသွားတယ်သူသားသမီးလက်ထက်ကျတော့မှလေးလံအောင်မှကျွေးဆက်လိုက်ရတယ်အဲ့တော့ကျွန်တော်ဗာပြောချင်တာဆိုအဲ့ဒါဇာတိတက်သီလားဆိုအဲ့ဒါပြောတာငါနိုင်ငံအတွက်ငါကလေးတွေပညာရေးအတွက်ငါအတွက်ဘာမှမပါဘူးအဲ့လိုလုပ်တာနော်သူရှိတဲ့စီးစိမ်မှာပြုတ်ပြောင်းလုပ်သွားတယ်အဲ့ဒါဇာတိတက်သီလားလေအဲ့ဇာတိတက်သီလားရှိတဲ့ပုံကိုယ်တွေအုပ်ချုပ်တဲ့နိုင်ငံအခု200ကျော်တော့ထိတ်ဆုံးရောက်သွားအဲ့တော့ကျွန်တော်တို့ကရှင်စဉ်းစားလိုက်ပေါ့ကျွန်တော်မြန်မာနိုင်ငံဝင်းကြီးဖြစ်ဆရာမလို့သမ္မတဖြစ်ဆရာမလို့ဂွင်ကောင်းရင်ညှို့မှုလောက်ဂွင်ကောင်းရင်ကျွန်တော်တို့လို့အင်ဂျင်နီယာလောက်တောင်အဲ့9လုံးလောက်အေးဆေးပိုင်တယ်ကျွန်တော်နိုင်ငံဒါမယုံမရှိနဲ့ဒါလက်တွေ့ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဘာမှဖြစ်ဘူးအစင်းဆုံးနိုင်ငံဖြစ်တယ်ဒါပဲဖြစ်ရပြောချင်တာဇာတိသီလရှိတဲ့ခေါင်းဆောင်အုပ်ချုပ်တဲ့တိုင်းပြည်ဇာတိသီလမရှိသောခေါင်းဆောင်များအုပ်ချုပ်သောတိုင်းပြည်အဲ့ဒါပဲကွာအဲ့ဇာတိသီလအဲ့လောက်ရည်ကြီးအဲ့တော့ကျွန်တော်တို့ကဒါခေါင်းဆောင်ပိုင်းကျွန်တော်တို့ပြည်သူတွေဘက်ကခုနဇာတိသီလဆိုဆရာရဲ့ NGO တွေ INGO တွေကလည်းကျွန်တော်တို့နဲ့လက်လံဝေးတယ်နော်စာဝင်တွေရရှိသေးတယ်ဘယ်လိုလုပ်ပြီးတော့ဒီဇာတိသီလကြီးကိုစောင့်ထိန်မလဲဆိုအဲ့ဒါအိန္ဒိယနိုင်ငံမှာဗျမာရမကန်ဒီဒါတော်များသိပါတယ်ပူတာတဲ့သွားတာကြထားထွက်နေအဲ့ချိန်မှာကြထားကိုပြေးပြီးခိုးပြီးတက်လိုက်တာခြေထောက်ကဖဏတစ်ဖက်ကြံခဲ့တော့ချက်ချင်းပဲသူ့ခြေထောက်မှာကြံတဲ့ဖဏကိုချုပ်ပြီးတော့ခုနကြံခဲ့တဲ့ဖဏစီကိုပြစ်လိုက်တယ်ခြေထောက်မှာကလေးတယောက်ကအဲ့ဒါကြည့်ပြီးတော့ဆရာကြီးကိုယ့်ကိုထိုင်ပြီးတော့မအောက်ပြစ်ချရရသားနဲ့ဘာလို့ရေးကြီးတုတ်ပြန်နေလောက်တာလဲဆိုတော့တခွန်းနဲ့ပဲသူပြန်ပြောတယ်အဲ့ဒါကောက်ရတဲ့သူတရံဖြောက်လို့ပြောချင်တာသူများကိုဗဟုပြုပြီးစဉ်းစားအဲ့ဒါဇာတိသီလပါကျွန်တော်တို့ဆိုရင်မလေးငါဖဏကလေးအသက်ကလေးရှိသေးတယ်မွေးနေတော့မှငါမိမဝယ်ပေးထားတာဘာညာကိုဖဏပေါ်မှာပဲကိုစဉ်းစားနေမယ်အဲ့ဒါဇာတိသီလမဟုတ်ဘူးဇာတိသီလကဟိုမှာလူတယောက်ကောက်ရလိမ့်မယ်ကောက်ရရင်သူအကျိုးရှိပါသေးဆိုနောက်တစ်ဖက်ပြစ်ပေးလိုက်အဲ့တော့ကျွန်တော်တို့နေရာတကာတိုင်းမှာလုပ်လို့ရတယ်ဈေးရောင်းရင်စီးပွားရေးလုပ်ရင်နိုင်ငံရေးလုပ်ရင်ဘာလုပ်လို့အဲ့ဒီဇာတိသီလသူများဘက်ကသာထက်တွက်ပြီးလုပ်အဲ့ဒါကိုယ့်ဘက်ကလည်းလိပ်ပြတန့်အကြောက်တရားမရှိဘူးအဲ့တော့ကျွန်တော်တို့15မိနစ်လောက်ကြံနေတယ်အဲဒီမှာပြည်သူတွေဘက်ကဒီအာယုံကြုံမှာနော်ကျွန်တော်အခုပြောတာအစိုးရဘက်ကလုပ်ပေးရမှာတယောက်တည်းစုံမမှုရှိအောင်စပြီးလုပ်ပေးလိမ့်မယ်နောက်ပညာရေး
နော်တိုးတက်အောင်လုပ်ပေးလိမ့်မယ်နောက်ပြီးတော့တတိယချက်ကငင်းငင်းရေးအခုတောင်ဆောင်စုကြည်လုံးနဲ့ငင်းငင်းရေးကိစ္စနော်ဒါလုပ်ပေးနော်ဒါအစိုးရဘက်ကတာဝန်ကျွန်တော်တို့ဘက်ကဇာတိတက်သီလတန်ငယ်ရေးလောက်တာလည်းမဟုတ်ဘူးကျွန်တော်တို့အိမ်နီးနားချင်းနဲ့ပတ်သက်လို့ပဲဖြစ်လုပ်ငန်းခွင်ထဲမှာဈေးဆိုင်ဟိုဘက်ဆိုင်ဒီဘက်ဆိုင်တွေပဲဖြစ်အဲ့ဇာတိတက်သီလရှိပြီးတဘောတော့အတ္တသိမကြီးအောင်ကိုထိန်ချုပ်လိုက်ရင်နော်ကျွန်တော်တို့အာယုံဟာပို့ပြီးတော့လင်းလက်လာနိုင်တာပေါ့နောက်ဆုံးအစိုးရရောကျွန်တော်တို့ရောပြည်သူတွေရောလုပ်ဖို့အဲ့ဒါလေးကဆောင်းမလေးတစ်ပုဒ်ပြအဲ့ဒါလေးကျွန်တော်ဖတ်ပြီးတော့ပြောပါတယ်အဲ့ဒါဘာလဲဆိုတော့လင်းယုံငှက်တွေအကြောင်းကျွန်တော်ဒီမှာပြောပြချင်တယ်ပြောဖို့လိမ့်မယ်ပြောဖို့ရင်လည်းထပ်နားထောင်ကြည့်ပါဒီခေတ်မှာတကယ်လို့လင်းယုံအကြောင်းကနော်တော်တော်များများသိတယ်လင်းယုံကဗျာဟိုအမေရိကန်နိုင်ငံကရေတက်ဆိုရင်ဒီလင်းယုံရုပ်ကြီးရဲ့ treatment သုံးတယ်အဲဘာလို့သုံးတာလဲဆိုရင်လင်းယုံသူတို့ကဘာလို့ကြိုက်တယ်ဆိုတော့လင်းယုံကအမြင့်ဆုံးပြန်နေတဲ့ငှက်အမြန်ဆုံးပြန်နေတဲ့ငှက်ကဘယင်ပေါ့ဗျာနောက်ထူးခြားတာကဘာပေါ်မှာတဲ့နေကိုမျက်နှာချင်းဆိုင်ကြည့်ရတာကြည့်နိုင်တာလင်းယုံပဲကျွန်တော်ဘယ်လိုမှမကြည့်နိုင်မုံတိုင်းကိုမကြောက်တာလင်းယုံနဲ့ဇင်ရောမျိုးရှိတယ်သူ့အည်သွေးတွေတော်တော်များတယ်ဗျဒီကောင်ကလင်းယုံမျိုးစိတ်တွေအများကြီးပဲဗျအများကြီးမှာအားလက်သိတန်သူကသားကောင်ကိုဘယ်တော့မှဟိုအပေါ်အမြင့်ကြီးကနေပြီးတော့ခုနတောက်တဲ့မျက်လုံးနဲ့ကြည့်လိုက်တယ်ဗျရေတွေကငါတော့တောတွေကသူ့သားကောင်အဲ့ဒါတွေ့တာနဲ့အမြန်ဆုံးပြန်လာပြီးတော့ခြေသက်လက်သက်နဲ့ကုတ်ချီသွားတာဘလောက်ထိအားရှိလဲဆိုရင်သူ့ body weight တဲ့9ဆကြီးတဲ့သားကောင်ကိုခြီသွားလို့ရတယ်ခြီသွားပြီးတော့မှဘယ်လင်းယုံမှမြေကြီးပေါ်မှာအကိုင်းပေါ်မှာနားပြီးတော့အဆာမစားဘူးအဲ့လိုခြီသွားပြီးတော့မှပေါက်ပြီးနှုတ်သီးနဲ့ပေါက်စားပြီးတော့မဆိုင်တော့အောက်ပြုတ်ဖြုတ်ချပလိုက်တော့အဲ့လင်းယုံမှာတဘာဝပေးထားတဲ့အကျိုးမြတ်နှစ်ခုရှိတယ်တစ်ခုကလင်းယုံငှက်တွေကအသက်ရှိတယ်80အထိသက်တမ်းရှိတယ်နောက်တစ်ခုကလင်းယုံငှက်တွေဟာတဲ့9လတိတိအငတ်ခံနိုင်တယ်အစားမစားဘူးရေမတော့ဘူးကိစ္စမရှိဘူးမသေးဘူး9လကြော်ရင်ပြန်စားရတယ်အဲ့ဒါလင်းယုံတွေရဲ့အည်သွေးပေါ့နော်အဲ့ဒါကိုသဘောကျပြီးတော့အမေရိကန်တွေကလင်းယုံကိုသူတို့ကိုးကွယ်တာအဲ့ဒီမှာတဲ့ကျွန်တော်တို့တွေးစရာဘာရလဲဆိုတော့အသက်40ကျော်တဲ့အချိန်မှာအဲ့လင်းယုံတွေရဲ့ရုပ်ခန္ဓာဖောက်ပြန်လာဘယ်လိုဖောက်ပြန်လဲဆိုတော့ဒါနှုတ်သီးဆိုအဲ့နှုတ်သီးကနေပြီးတော့အသားတွေဗက်လက်ကြီးရှည်ထွက်လာတနေ့ရှည်လာအဲ့ဗက်လက်ကြီးကရှည်ထွက်လာအယိုးပါမလားအောင်နော်ဟလို့မရတော့ဘူးအဲ့တော့အစားဘယ်လိုစားမလဲအစားလို့မရတော့ဒါကြီးရှည်ထွက်အဲ့လိုပဲအမွေးမြင်တွေထူထပ်တိတ်ပြီးပြီးတော့ဘယ်လိုမှမြန်နိုင်တော့ဘူးခါတိုင်းတော့နောက်တစ်ချက်ကခြီသေးလက်သေးတွေမှာလဲအဲ့လိုပဲအသားပျော့ကြီးပဲရှည်လာအယိုးပါမလားအဲ့တော့သားကောင်ကိုတက်ဖို့ခိုက်ဖို့မလွယ်တော့အဲ့ဒီအချိန်မှာလင်းယုံမှာနှောက်အုပ်စုကွဲသွားတယ်တောအုပ်စုကတော့ဒါကတဘာဝပေးတာပဲမတတ်နိုင်ဘူးဆိုပြီးတော့နော်ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဆိုရင်ကံပေါ့နော်ဆိုပြီးတော့သေတဲ့လင်းယုံဆိုတာ2မျိုးရှိတယ်တဲ့သေမဲ့တူတော့ကွာမထူးဘူးဆိုပြီးတော့အကြာကြီးငတ်မခံနိုင်ဘူးဆိုကောင်းကင်ကိုတက်အတောင်ကိုရုပ်ချပြီးတော့မှဆူဆိုက်လုပ်ပြီးသေတဲ့လင်းယုံပေါ့နော်နောက်တနည်းကတော့9လအထိအငအပြက်နဲ့နေဒါကြီးကဟာမရ9လလဲကြော်သေသွားပြီသေတဲ့လင်းယုံနောက်တစ်မျိုးကဘာလို့သေရမှာလဲအဲ့ဒါကိုကြော်နိုင်တဲ့နေမရှိဘူးလားငါတို့သက်တမ်း30ကျန်သေးတယ်အဲ့30မှာအသက်ရှင်ဖို့အတွက်နောက်ထပ်နီးလမ်းမရှိဘူးလားအဲ့လိုစူးစမ်းရှာဖွေတဲ့လင်းယုံအဲ့လင်းယုံတွေဘာလုပ်လဲဆိုရင်အမြင့်ဆုံးပြန်ပြီးတော့တဲ့အဲ့ကြောက်ကလပ်ပေါ်မှာအတိုက်ကောင်းဆောက်လိုက်တယ်ဘာလို့လဲဆိုတော့9လအငတ်ခံရတဲ့အချိန်မှာအတိုက်ထဲမှာနှက်နေဖို့ပေါ့နော်အတိုက်ကောင်းဆောက်တယ်အတိုက်လဲဆောက်ပြီးရောနံပါတ်1စလောက်တာဘာလဲဆိုတော့အဲ့နှုတ်သီးကနေဘလက်ကြီးတွဲကြနေတဲ့အသုံးမလို့တဲ့အစိပ်ပိုင်းကြီးကိုကြောက်သားကြောက်ချက်နဲ့သွေးတိုက်ပြီးတော့ဖြုတ်တာတနေ့နည်းနည်းပေါ့ဗျာတနေ့နည်းနည်းနောက်သွေးတွေထွက်လာမယ်ရက်ထားတယ်နာတယ်ရက်ထားတယ်အဲ့ဒါနဲ့ပဲအဲ့ဘလက်ကြီးပြုတ်ကြပါပြုတ်ကြတော့မူလနှုတ်သီးကြအဲ့မူလကြံတဲ့နှုတ်သီးဆက်ထားရင်အဲ့ဘလက်ကြီးကဆက်ထွက်မယ်တဲ့အဲ့အတွက်ဒီနှုတ်သီးကိုအရင်ရောက်အောင်အဲ့ဒါကြောက်သားကြောက်ချက်နဲ့ထပ်သွေးတဲ့အချိန်မှာပိုနာတယ်အမှားဆိုတော့သွေးတွေထွက်တယ်တနေ့နည်းနဲ့ဒုတ်လိုက်တာနောက်ဆုံးအဲ့ဒါကြီးပြုတ်ထွက်သွားမရှိတော့နှုတ်သီးမရှိတော့လင်းရောအရန်နာကျင်နေပြီအတိုက်ထဲမှာခွေလေးအားနေလိုက်တယ်အဲ့ဒီမှာ1လဖြစ်မလား2လဖြစ်မလားအဲ့ဒီအချိန်မှာနှုတ်သီးတဖြည်းဖြည်းပြန်ရှည်လာတာမူလငှက်ငယ်တကောင်ရဲ့နှုတ်သီးပြန်ရလိုက်တယ်
အဲ့နှုတ်သီးလည်းပြန်ရအောင်ဒုတိယအဆင့်ဘာလုပ်လဲဆိုတော့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာခုနထူထပ်သိသိပြီးတော့မြန်မြန်မပြန်နိုင်တဲ့အမွေးတွေကိုနှုတ်သီးနဲ့နှုတ်တာအဲ့တော့ကျွန်တော်ချက်မပြောတော့ဘူးနော်ကိုယ်အမွေးကိုနှုတ်တာဘယ်လောက်နာမလဲစဉ်းစားကြည့်နော်အကုန်ပြောင်းနေအောင်နှုတ်လိုက်တယ်တနေ့နည်းနည်းပဲနှုတ်နိုင်တယ်တခါတည်းနဲ့အပြီးမနှုတ်ဘူးအဲ့သွေးလိမ့်လိမ့်နဲ့အမွေးမရှိတော့လင်းရောနောက်ဆုံးမိတ်ကြတော့ခြေသေးလက်သေးတွေနှုတ်သီးနဲ့ပေါက်တယ်ကြောက်သားကြောက်ချက်တွေနဲ့တိုက်တယ်သွေးတယ်ခုနလိုပဲလက်သေးတွေခြေသေးတွေပါခွာပလိုက်တယ်အကုန်လုံးအသက်လို့ကျွန်တော်အဲ့ဒီလင်းရောအဲ့ဒါတွေလည်းပြီးရောအသက်ထဲမှာခွေခွေလေးလဲကြသွားပြီအဲ့ဒါဘယ်လောက်ကြာမလဲ9လမတိုင်ဘူးတဲ့9လမတိုင်ခင်မှာအမွေးအသက်တွေပြန်ထွက်လာခြေသေးလက်သေးအသက်တွေပြန်ထွက်လာ9လပြည့်တဲ့နေ့ကျရင်အစာစားဖို့အဲ့အတိုက်ကိုနောက်တစ်ချိန်ပြန်မလာတော့ဘူးဆိုပြစ်ပြီးတော့လင်းယုံမုံတိုင်းနဲ့ဝင်သွားတယ်အစာသွားစားမယ်အကုန်နှုတ်သေးသေးအမွေးသေးခြေသေးလက်သေးအသက်ဆိုကျွန်တော်ပါရလိုက်ပြောချင်တာကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့သွားမယ်ခရီးအတွက်မလိုအပ်တဲ့အဟောင်းတွေကိုဖယ်ထုတ်ပြအဲ့ဒါကျွန်တော်ရလိုက်အဲ့တော့ကျွန်တော်တို့ဒီမိုကရေစီအာရုံဥမာအဓိကလုပ်ဖို့လိုအပ်တာကကျွန်တော်တို့ဒီမိုကရေစီအလင်းအောင်မြန်မြန်ပွင့်ဖို့မလိုအပ်တဲ့အဟောင်းတွေလူတွေမူတွေကြံတဲ့အရာအကုန်လုံးဖယ်ထုတ်ပြအဲ့ဒါရလိုက်အဲ့ဒီမှာတဲ့နောက်ထပ်ပေးတဲ့သင်ခန်းစာဘာလဲဆိုတော့ကောင်းပြီနော်ကျွန်တော်တို့ဘဝအတွက်ကျွန်တော်တို့လိုချင်တဲ့လောကအတွက်အဟောင်းတွေကိုဖယ်ထုတ်တဲ့အချိန်မှာနှစ်ချက်တော့သတိထားပါတစ်မလွယ်ဘူးတဲ့ခက်ခဲလုပ်ရမယ်နှစ်ကနာမယ်ကျင်းမယ်နော်ဝေဒနာခံစားအခုပြောချင်တာဟာဆရာလေးကောင်းစင်ထောဥပဒေပညာရှင်ဥက္ကိုနေအဲ့ဒါသူတို့အဟောင်းတွေဖယ်ထုတ်ဖို့ကြိုးစားတာအဲ့ကြိုးစားတဲ့အချိန်မှာဒါအကြီးမားဆုံးပြစ်တာဟာသေတာမယ်သေပြီမလွယ်ဘူးလို့ကျွန်တော်ပြောတာအဲ့တော့အခုဒီမိုကရေစီအာရုံတက်ကိုမြန်မြန်လင်းကြည့်ရင်ဆိုတော့ပြည်သူရောကျွန်တော်တို့အကုန်လုံးပေါင်းပြီးတော့မလိုအပ်တဲ့အဟောင်းတွေမှန်သမျှကိုအကုန်ဖယ်ထုတ်ပြရမယ်အဲ့ဒါအဓိကအဲ့တော့နောက်ဆုံးမှာနော်ဒါကျွန်တော်ပြောနေကြအခုထိလည်းဆက်ပြောအောင်မယ်နောက်လည်းကျွန်တော်ပြောရမှာပဲအဲ့ဒါဘာလဲဆိုတော့ဘယ်ဟာကအရင်ဆုံးစဖယ်ပစ်ဖို့လိုတယ်လဲဆိုတာအဲ့ခုနကပြန်ချုပ်မယ်ဆိုရင်เนาะကျွန်တော်တို့မြန်မြန်ခရီးရောက်အောင်လို့မလို့တဲ့အဟောင်းတွေကုန်ဖယ်ပစ်မယ်အနာခံရမယ်စတေးရမှာပဲဒါပြီးလို့ရှိရင်ကျွန်တော်ခက်ဖယ်ရမယ်အဲ့ဒီမှာမှဘယ်လူတွေလဲဘယ်မူတွေလဲဘာတွေလဲအဲ့ဒါကိုဘယ်ဟာအဓိကထားပြီးနံပါတ်1စရွေးရမလဲဆိုတော့ကျွန်တော်အဲ့ကြပြလေးတစ်ပုဒ်ပြောပါမယ်အဲ့ဒါကျွန်တော်တို့အင်တာချစ်တဲ့ကျွန်တော်တို့ ਨੇ အကိုကြီးဖြစ်တဲ့ဆရာကြီးအောင်နဲ့ပြင်မနာ sorry ဟိုအင်းဝါပါဆရာကြီးအောင်ကြပြကျွန်တော်အရှိကြီးမပြောတော့ပါဘူးเนาะအဲ့ဒီကြပြကတန်ဃာရွာတရားမှာတန်ဃာသက်တယောက်နော်တန်ဃာသက်တယောက်အိုမေးရင်ရော်တဲ့အထိတန်ဃာနဲ့ဟိုလှေကြီးနဲ့ငါးရှာပြီးအသက်မွေးတော့အဲ့လှေထဲမှာငါးတွေကနေမပြညမ်းပြနင်းပြညမ်းပြနဲ့ငါးတွေနဲ့အသက်မွေးတော့လူလဲအိုသွားပြီလှေကြီးကလည်းစုပ်ပြတ်သွားအဲ့ချိန်မှာလှေကြီးကိုရွာထိပ်ကိုပစ်လိုက်ရွာထိပ်ကိုပစ်တဲ့လှေထဲကိုရွာသားတယောက်ကနေပြီးတော့မြေကြီးတွေထည့်တယ်မြေကြီးတွေထည့်ပြီးတော့မှပန်းမင်းတွေစိုက်တယ်သူကရွာသားတွေကိုဘာပြောလဲဆိုတော့မင်းတို့တဲ့နံပါတ်1နာမည်ပြောင်းလိုက်မယ်တဲ့ဘာလဲဆိုတော့မင်းတို့တငါလေးနဲ့ခေါ်လာတဲ့ဒီလှေကြီးငါပန်းမင်းတွေစိုက်လို့များအောင်မြင်လာရင်အဲ့ဒီပန်းမင်းတွေကနေပြီးတော့လှေကြီးကိုလည်းဖုံးသွားလိုက်မယ်မင်းတို့ပန်းလှေလို့နာမည်ပြောင်းခေါ်လိုက်မယ်အဲ့ကြပြားမှာပြအဲ့မှာစပြီးစဉ်းစားလို့သိကောင်းပြီနော်စဉ်းစားဖို့ကောင်းပြီဘာလို့ဆိုကျွန်တော်တို့ဒီခေတ်ကအရင်နာမည်မဟုတ်တော့ဘူးလေတစ်နာမည်ပြောင်းသွားပြီနော်အဲ့ဒါနိုင်ငံရင်းနဲ့ကျွန်တော်တို့ခုနကကျွန်တော်စောစောပြောခဲ့ပါတယ်ဒါလွန်ခဲ့တဲ့260ရေးတဲ့ကြပြားဒီခေတ်ကလာမမိဘူးဒါပေမဲ့ဒီခေတ်မှာကျွန်တော်တို့တွေးခွင့်ပေးတယ်ကျွန်တော်တို့တွေးလို့ရတယ်နောက်တနည်းတွေးလို့မရဘူးလားကဲအဲ့ဒီလေကြီးကပန်းမင်းနေအုပ်ပြီးလေကြီးမမြင်ရတော့ဘူးဆိုလေကြီးကယူနီဖောင်းပြောင်းသွားတော့မဖြစ်နိုင်ဘူးပြောင်းလို့ရတယ်နော်ဟိုအသွင်ပြောင်းသွားပြီဒါပေမဲ့သူကဘာပါလဲဆိုတော့စေတနာကအဲ့ဒီလေကြီးရတဲ့ပန်းမင်းနေပွင့်လာလို့ရှိရင်အရန်မွေးတဲ့ကြိုင်နဲ့ပန်းနေတောင်လေတိုက်မြောက်လေတိုက်လေယူလို့ရှိရင်မင်းတို့ရွာပေါ်ဖြတ်သွားမင်းတို့တရွာလုံးပန်းနှံ့နေရစီရမယ်ဟိုကျွန်တော်တို့ဒီနေ့ဒီမိုကရေစီခေတ်ကိုရောက်ပြီဒီမိုကရေစီနိုင်နေရမယ်နော်ဒီမိုကရေစီပန်းနှံ့နေရမယ်အဲ့လိုတွေ့ကြည့်အဲ့မှာဗျာခုနပန်းနေပွင့်ပြီသူပြောတော့တိုင်လေတွေတိုက်တယ်ရွာပေါ်ဖြတ်တယ်မရဘူးဗျမရသေးဘူးမရဘူးဆိုတော့ပန်းနေပွင့်နေတာနဲ့ဘာလို့မရတာလဲအခုကျွန်တော်တို့ခက်ပြောင်းနေတဲ့သားနဲ့ဒီမိုကရေစီခေတ်ကျွန်တော်တို့လိုချင်တယ်ဆိုတာကျွန်တော်ကိုယ်တိုင်တင်ထားပြီ
ဘာဖြစ်လို့ကြောက်တရားတွေပေါ်ပြီးတော့ဘာဖြစ်လို့နှစ်ထင်းနဲ့နောက်စီတွေတနက်ပြက်ခံနေရတာလဲဒါတွေးလို့ရပြီပန်းတန်မရသေးလို့ပေါ့ဒီမိုကရေစီပန်းတန်ဘာလို့မရတာလဲအဲ့ရွာသားတွေသွားလေ့လာတဲ့အခါမှာအဖေကချက်ချင်းတွေ့တယ်အဲ့ဒီပန်းတန်ဘာလို့ရွာပေါ်မှာဖြတ်ထားလဲဆိုရင်တဲ့လေထဲမှာနစ်ဝင်နေတဲ့နှစ်ပေါင်းများစွာတွန်းကနစ်ဝင်နေတဲ့ငါးညီနန်းနေအဲ့ဒီငါးညီနန်းတွေကိုပန်းတန်မကြော်နိုင်ဘူးအဲ့ဒါပြောချင်တာနော်နှစ်60လောက်စစ်ဆိုးအဆက်လှုပ်လာခဲ့တဲ့အမောင်တို့အညစ်ကြီးဟာဒီနေ့အာယုံကိုလာနှောက်ယှက်နေတော့မယ်အဲ့တော့နောက်တစ်ဆင့်ဆက်တွေးရအောင်ကျွန်တော်ကပန်းတန်လိုချင်တာပေါ့နော်ပန်းတန်လိုချင်တယ်ဆိုပန်းတန်လိုချင်ဘာလုပ်မလဲပန်းတန်လိုချင်ညှိနှံ့ဖြောက်ညှိနှံ့ကြောင့်ပန်းတန်မရဘူးအဲ့တော့ပန်းတန်လိုချင်ညှိနှံ့ဖြောက်တာလဲလွယ်လေးညှိနှံ့ဘယ်မှာရှိတယ်လှေပြက်ကြီးတော့မှရှိတယ်လှေဟောင်းညံ့အဲ့လှေဟောင်းညံ့ကျွန်တော်ဖယ်ထုတ်လိုက်မယ်ဖယ်ထုတ်လိုက်ပြီးတော့ခင်ဗျာလက်သမားဆရာကောင်းကောင်းနဲ့လှေအသစ်ဆောက်မယ်ဗျာပြီးရင်ဥယျာဉ်မူကောင်းကောင်းနဲ့အဲ့ပန်းတွေကိုပြိုးထက်လိုက်ညှိနှံ့မရှိတဲ့လှေအသစ်ထဲမှာကျွန်တော်ဒီမိုကရေစီနန်းနေအများဆုံးရတယ်အဲ့တော့ကျွန်တော်စင်ကာပူမှာတလောက်အိုင်ကျူမြင့်တဲ့လူတွေရှိမှာအဲ့ဒီလေပြက်ကြီးကဘာကြီးပါလို့ကျွန်တော်အပြေမပေးပါဘူးကိုယ့်ဟာကိုစဉ်းစားကြည့်ပါကျွန်တော်တို့ဒီနေ့နေချင်းညာချင်းလှုပ်ရမယ်လွန့်ပြရမယ်လေပြက်ကြီးသည်ဘာကြီးလဲကိုယ့်ကိုတွေးပါအဲ့လေပြက်ကြီးသာမရှိရင်ကျွန်တော်တို့ဒီမိုကရေစီနန်းနေမြန်ရလိမ့်မယ်အဲ့ဒီလေပြက်ကြီးရှိနေတဲ့အတွက်ဒေါ်ဆန်းစုကြည်လည်းဘာမှလုပ်လို့မရမလုံနိုင်တာတွေသူ့ကိုဆွဲထားတာတွေအဲ့လေပြက်ကြီးရပဲအဲ့ဘာကြီးလဲအဲ့ကိုယ့်ကိုတွေးပါအဲ့တော့နောက်ဆုံးမှာကျွန်တော်ကြပြလေးတစ်ပုဒ်ရွတ်ပြီးတော့ညီကောင်ချုပ်ပါမယ်အဲ့ဒါဘယ်တော့မှရေးတာလဲဆိုတော့အလုံးသတိထားမိမှာပါဒေါ်အောင်ဆန်းစုကြည်အင်္ဂလန်သွားတယ်သူ့သားအငယ်လေးနဲ့တွေ့တဲ့အချိန်မှာဓာတ်ပုံတွေတက်လာအဲ့သားနဲ့နှစ်ယောက်ကမျက်လုံးထဲကအရေးအငွေ့တွေကိုကျွန်တော်ခံစားပြီးတော့ကျွန်တော်ခုနပြောတဲ့ဒုတိယတွေးပေါ့နော်အဲ့ဒုတိယတွေကျွန်တော်ရလိုက်ပါဘာလို့လဲဆိုတော့ तू အမျိုးသားသေကာနီးနောက်ဆုံးချိန်မှာတော့သင်ယောက်ျားနာကိုမသွားနိုင်တဲ့မေတယောက်သားနှစ်ယောက်ရှေ့သားနဲ့သူ့သားနှစ်ယောက်ပညာရေးလူမှုရေးမဆောင်ရှောက်နိုင်တဲ့အမေတယောက်အဲ့တော့သူ့အနေနဲ့ကြည့်ရင်ကျွန်တော်တို့မြန်မာစကားပုံရဆိုရင်ဥလဲကွဲတယ်အတိုက်လဲပြက်တယ်သူ့အိမ်တော်ရဲ့သူ့မိသားစုအရေးဖြိုပြက်ခံပြီးတော့ဘာလို့ဒီမှာလာဒုက္ခခံနေတာလဲအပြည့်ရှင်းလေးပဲကျွန်တော်မြင်လာတော့သူ့အတိုက်အပြက်ခံပြီးတော့သူ့အဖေတိဆောက်ခဲ့တဲ့အတိုက်အဲ့ဒီအတိုက်ဟာကျွန်တော်ပြည်တော်စုမြန်မာနိုင်ငံအဲ့ဒါကြီးမပြတ်စေချင်လို့အထက်ကဥတွေမကွဲစေချင်လို့အဲ့ဒီပြည်တော်စုမြန်မာနိုင်ငံဆိုတဲ့အတိုက်ထဲမှာရှိတဲ့ဥဟာငြိမ်းချမ်းရေးလွတ်လပ်ရေးတရားမျှတရေးဆိုတဲ့ဥတွေအဲ့ဒီပြည်တော်စုမြန်မာနိုင်ငံအတိုက်ထဲကအဲ့ဒီဥတွေမကွဲစေချင်လို့မကွဲစေချင်သူဘာလုပ်မလဲငြိမ်းချမ်းရေးသစ်ပင်စိုက်လိုက်ပေါ့အဲ့သစ်ပင်ကြီးငြိမ်းချမ်းမှအဲ့သစ်ပင်ပေါ်ကအတိုက်မပြတ်ပဲအဲ့ဒီဥတွေလည်းမကွဲနိုင်ဘူးအဲ့ဒီအတွက်သူဒီမှာလာနေတယ်လို့ကျွန်တော်အဲ့လိုယုံကြည်လို့အတိုက်ဆိုတဲ့ကြပြလေးကျွန်တော်ရေးပြပါတယ်နားထောင်ကြည့်ပါချစ်သူကိုခွဲရင်ကွဲပါစေနေခဲ့ခြံခဲ့ပြန်မလှဲ့တော့အတိုက်ပြည့်ရဥတွေကြကွဲရင်ထဲမြိုက်လောင်မြင့်မို့တောင်ထိတ်ချော်ရီဖိတ်စင်တလိษံတောင်မှသူ့အတိုက်ကိုမစွန့်သူ့အတိုက်ပြက်ပါစေသူ့အဖေတီထောင်ခဲ့တဲ့အတိုက်ထဲဥမကွဲတိုင်မပြက်အဲ့ဒီမျောလင်းချက်အသိမ်းအတန်းနဲ့ငြိမ်းချမ်းရေးတစ်ပင်စိုက်နေပါတယ်အားလုံးကျေးဇူးတင်ပါယခုလိုစိန်နာပြည့်အမှန်အပြည့်ဖြင့်ယတမြောက်စွာဟောကြားပေးပါသောဆရာမောင်စိန်ဝင်းပရိကုန်းကအထူးကျေးဇူးတင်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုချိန်ဟာကျမတို့အားလက်ချိန်မိနစ်30ရရှိပါမယ်။